ပါလားကိုပစ္စည်းမဟုတ်ပါလားနော်နေပါစေထားလိုက်ဟိုလူပြောချင်းဒီလူပြောချင်းဒီကိုသိခံလိုက်တော့အဲ့ဘာမှမပြောနဲ့တော့တရားပဲနားတော့တရားပဲရှုတော့ဘာမှတောင်းတမှုတွေမရှိနဲ့တော့တောင်းတမှုတွေကအခုချိန်ထိတို့တောင်းတတိုင်းမရတော့ဆင်းရဲပါလားတောင်းတတိုင်းမရတော့ဆင်းရဲပါလားဘာလို့မလဲဘာဒီတောင်းတမလဲဘာမှတောင်းတလို့မရတော့ဘူးမရတော့တဲ့အလုပ်ကိုဘာဖြစ်လို့ရအောင်ပဲဆောက်လုပ်နေတာလဲမဖြစ်နိုင်တော့ကပါလားဆိုတာအခုချိန်ထိနောင်တရတော့လေတိခံမှာတရားလက်လို့တောင်းတတိုင်းမရခြင်းဒီဆင်းရဲခြင်းပဲတဲ့ရံပိဿာနာလမန္တိတော့သူပြောတောင်းတခြင်းနဲ့တဲ့ခြင်းနဲ့လှုပ်ခြင်းနဲ့ပြောခြင်းနဲ့မရပါလားဩမရတာအတ္တမဟုတ်ပါလားအတ္တဒါဆိုလို့ရှိရင်ရမှာပေါ့အခုအနတ္တမို့လို့မရပါလားအနတ္တကိုအနတ္တတိုင်းသိလိုက်ပါအတ္တလို့မဆွဲပါနဲ့သူကရက်ဆက်တယ်ပြီးကြိုက်တယ်ခဲတယ်ကြက်တယ်မောတယ်ရားတယ်ကုတ်တယ်ဟာလားထိုးတယ်အောက်တယ်စုတယ်မောတယ်ဟိုက်တယ်ဩအဲ့ဒါဆိုလို့ရှိရင်ရက်ဆက်နေတဲ့သဘောသိခံလိုက်ပါဩအဲ့ဒါဒုက္ခလက္ခဏာအမှန်ပါလားဒုက္ခကိုဒုက္ခတိုင်းသိလိုက်ပါဒီဒုက္ခကိုဒုက္ခပြောင်းလို့မရတော့အနတ္တပါလားလို့သိချစစ်လိုက်ပါသူဒီရက်ဆက်တတ်ပါလားဖောက်ပြန်တတ်ပါလားအဲ့ဒါသိချအောင်ပြုသံအနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးအောင်ပြုလက္ခဏာ၃ပါးအောင်ပြုလက္ခဏာ၃ပါးအောင်ပြုတာလက္ခဏာ၃ပါးအောင်ပြုတာအနည်းမရှိတဲ့သဘောအတ္တမရှိတဲ့သဘောအောင်ပြုသံအတ္တမရှိတဲ့သဘောအောင်ပြုသံအတ္တမရှိတဲ့သဘောအောင်ပြုသံအနတ္တလက္ခဏာအောင်ပြုအနတ္တလက္ခဏာအောင်ပြုအနတ္တအောင်ပြုစိတ်အလိုတွေနဲ့ဘာမှမတောင်းတနဲ့တော့သိခံပြီးတော့တရားရာရှုတာလက္ခဏာဝိပဿနာကိုရှုအတူရက်ဆက်တဲ့သဘောဟာဒုက္ခပါလားအနည်းမရှိပါလားမခိုင်မြောင်ပါလားရက်ဆက်တဲ့သဘောဟာဒုက္ခပါလားဖျားဟောတဲ့ဒုက္ခသစ္စာအမှန်ပါလားဒုက္ခသစ္စာရဒီလိုပဲရက်ဆက်ပါလားဒုက္ခဆိုတာအမှန်မရှိပါလားဒုက္ခဆိုတာအမှန်ရှိပါလားအဲ့ဒါသိချာကြည့်ဒုက္ခပဲသိပါတယ်ဒုက္ခပဲရှိပါတယ်ဒုက္ခဒုက္ခဆိုတာမြူမမရှိပါလားဘာဖြစ်လို့ရှောက်ပြီးတောင်းတတာလဲသိခံလိုက်ပါအဲ့ဒါကိုသိခံလိုက်ပါအဲ့ဒီဒေါသတွေကိုသိခံလိုက်ပါတရားနဲ့နေပါတရားပြနေပြီခန္ဓာတရားပဲတရားဆိုတာခန္ဓာမှာခန္ဓာကြီးကတရားပြနေပြီဟာငါကိုမဟုတ်ဘူးငါမဟုတ်ဘူးငါယုံမဟုတ်ဘူးငါပိုင်တာမဟုတ်ဘူးငါလှုပ်ထားတာမဟုတ်ဘူးလက်တစ်ချောင်းငါလှုပ်ထားတာမဟုတ်အယိုးတစ်ချောင်းကိုလှုပ်ထားတာမဟုတ်ဘူးဒီအသားတစ်မြင်ကိုလှုပ်ထားတာမဟုတ်ဘူးသေချာကြည့်အဲ့ဒါကိုသေချာကြည့်တရားနဲ့အတ္တနဲ့သွားမရောနဲ့အတ္တဆိုတာဆင်းရဲတယ်နော်အနတ္တဆိုတာချမ်းသာတဲ့အနတ္တပေါ့အောင်ရှုအနတ္တပေါ့အောင်ရှုဒီသိခံပြီးတော့တရားအောင်ရှုပါဒီခန္ဓာတရားပဲသူကပြနေပြီဒုက္ခလို့ပြနေပြီဒုက္ခလို့ပြနေတာကိုဒုက္ခလို့ကြည့်လိုက်ပါဒုက္ခတာအမှန်ရှိပါလားဖះဟောတဲ့ဒုက္ခသစ္စာပါလားသစ္စာဆိုတာအမှန်ရှိတာပဲလားနော် तू ကနော်မကြွေးတော့လဲဒုက္ခမစားတော့လဲဒုက္ခမတဲ့တော့လဲဒုက္ခမယူရလဲဒုက္ခယူရလဲဒုက္ခနော်စိတ်ကူးပြန်လဲဒုက္ခအလိုမကျလဲဒုက္ခ तू ကတင်းလိုက်ရက်စက်တဲ့တောင်းလိုက်ရုပ်စက်တဲ့မောလိုက်ကြက်လိုက်ရက်စက်တဲ့ပူလိုက်တင်းလိုက်တောင်းလိုက်ရက်စက်တဲ့ကြိုက်လိုက်ခဲလိုက်ရက်စက်တဲ့ရက်စက်နေတဲ့သဘောဒုက္ခအမှန်ပါလားအဲ့ဒုက္ခကြီးကငါ့ကိုမဟုတ်ပါလားဒုက္ခငါမဟုတ်ပါလားဒုက္ခအတ္တသဘောမဟုတ်ပါလားဒုက္ခအနတ္တသဘောပါလားဒီဒုက္ခယုတ်ကြီးဟာဖြင့်ငါပိုင်မဟုတ်ပါလားသေချာအဲ့မှာညာနဲ့အောင်ပြုသေချာပြုတရားနဲ့နေသံမဖြစ်နိုင်တော့တဲ့အလုပ်တွေကိုမတောင်းတပါနဲ့တောင်းတတဲ့အလုပ်တွေမရတာတွေကိုမရတဲ့တောင်းတမှုတွေကိုရှေ့ဆက်ပြီးမတောင်းတပါနဲ့တရားဟုတ်တာရှုပါတရားနဲ့တာနှလုံးသွင်းပါသိခံမှာသတိထားသတိခံပြီးတရားအောင်ပြီးတော့ဒုက္ခကိုဒုက္ခတိုင်းကြည့်လိုက်ပါလားအော်ငါယုံမဟုတ်ပါလားဒုက္ခဒုံကြီးပါလားဒုက္ခသစ္စာပါလားတဏှာဆောက်ထားတဲ့ခန္ဓာကြီးပါလားကိုယ်ဆောက်ထားတာမဟုတ်ဘူးလေသပင်တစ်ချောင်းကိုဆောက်ထားတာမဟုတ်ဘူးလေသွားတစ်ချောင်းကိုလှုပ်ထားတာမဟုတ်ဘူးလေဒီကြကြည့်တရားဖက်တော့လေတောင်းတမှုတွေကမရဘူးမရတဲ့တောင်းတမှုတွေစွန့်လိုက်တော့ဘယ်ရမလဲ तू ကအတ္တမှမဟုတ်တာငါလှုပ်ထားတာမဟုတ်တော့ငါအလိုမလိုက်ဘူးငါအလိုမလိုက်တော့သူ့အလိုသူလုပ်နေတာကဲလုပ်ပါစေတော့အနတ္တသဘောပါလားငါဆောက်ထားတဲ့အိမ်မဟုတ်တော့တဏှာကြီးနေဆောက်ထားတဲ့အိမ်နဲ့နေဖြက်ပြီးတော့ပြက်သွားပါစီပြက်တဲ့သဘောရက်ဆက်တဲ့သဘောသူ့ဘာသူဖြက်နေပြီသူ့အိမ်သူဆောက်ပြီးသူ့ဘာသူပြက်နေတယ်လေအဲ့တော့သူ့ဘာသူဖြက်တဏှာဆောက်ထားတာလေငါဆောက်ထားတာမဟုတ်ဘူးလေငါခန္ဓာကိုယ်လို့သွားမစွဲနေတော့လေမစွဲသိတော့ဘူးလေမစွဲသိတဲ့အရာကိုမစွဲနေတော့ပေါ့လေကိုယ့်အလိုမှမလိုက်တော့တော့ဘာဖြစ်လို့ကိုယ့်အလိုရှေ့ဆက်ပြီးကိုယ့်အလိုတွေတောင်းခံနေမလဲကိုယ့်အလိုတောင်းခံနေလို့မှမပါတော့ဘာဖြစ်လို့တောင်းခံနေမလဲကဲမရတော့တဲ့ဒီအထုပ်နေတော့ကဲနေလို့တော့ငါရုံမဟုတ်တဲ့ဒီခန္ဓာတုပ်ကြီးကိုဒီတိုင်းပဲလှိလူရှုပြီးတော့ရှုနေတော့မယ်လှိလူရှုပြီးတော့နေလိုက်ပါဥပိ္ပခဝေဒနာဆိုတာဥပိ္ပခသံမောစဉ်ဆိုတာချမ်းသာတယ်အဲ့တော့အနတ္တ၏လက္ခဏာကိုပိုင်းခြားရှုအနိစ္စ तू မမြဲတဲ့သဘောနော်မမြဲဘူးဖောက်ပြန်နေတင်းလိုက်တောင်းလိုက်ထုံးလိုက်ကြည့်လိုက်တင်းရလည်းမမြဲတောင်းတာလည်းမမြဲမောလည်းမမြဲကြက်တာလည်းမမြဲရှူတာလည်းမမြဲရှိုက်တာလည်းမမြဲနော်အဲ့လိုမမြဲရက်စက်တာလည်းမမြဲအဲ့တော့ဖောက်ပြန်နေတာလည်းမမြဲဘူးမမြဲတဲ့သဘောကငါလို့မစွဲနဲ့မမြဲတာနဲ့ငါနဲ့သွားမရောစီနဲ့မမြဲတာကိုမမြဲတဲ့တိုင်းသိခံပြီးစွန့်လိုက်စမ်းမမြဲတာကိုမမြဲတဲ့တိုင်းရှုစမ်းသိခံတရားနဲ့ရှုလိုက်စမ်းဒီတရားသတိထားတာစိတ်ကလေးလွတ်အောင်နေတော့
အဲ့ဒီစိတ်ကိုဝိပဿနာဉာဏ်နဲ့သိခံပြီးတော့နေတော့မြတ်စွာဘုရားသာသနာအမွေလိုခြင်းအတဲ့တုတ်တိတာဘုံတွေရောက်ရှင်လို့ရှိရင်အနတ္တလက္ခဏာပေါ့အောင်ရှုတဲ့သောတာပန်ဖြစ်ပါလို့ရှိရင်အနိစ္စလက္ခဏာကိုလွတ်အောင်ရှုတဲ့ပေါ်အောင်ရှုတဲ့အနိစ္စလက္ခဏာပေါ်လင်ထင်ရှားအောင်ရှုဒုက္ခလက္ခဏာကြီးထင်ရှားနေတယ်ဗျာရက်ဆက်နေတာ။အော်အမှန်ပါလားဘုရားဟောတဲ့တရားဒုက္ခဆိုတာအော်အနိစ္စဒုက္ခအနတ္တဆိုတာဟောအမှန်ပါလား။အော်ဘုရားဟောတဲ့တရားဒီအမှန်ဒီဘုရားဟောတာဒီအမှန်ပဲဘုရားပို့တာဒီအမှန်ပါလားဒီတရားတော်ဒီအမှန်ပါလားအဲ့လိုဘုရားအမှန်တရားအမှန်အဲ့အမှန်ကိုအမှန်တိုင်းသိအောင်ပြုလိုက်ပါအဲ့ဒါကိုလိုအောင်လို့သွားမလုပ်ပါနဲ့ဒုက္ခနဲ့သွားမပေါင်းပါနဲ့ဒုက္ခကိုအတ္တငါလို့သွားမဆွဲပါနဲ့ဒုက္ခကိုဒုက္ခဖြစ်အောင်မဖန်တီးပါနဲ့သူ့ဘာသူစွတ်ထားလိုက်ပါကိုမပိုင်နဲ့ဘုံဆိုင်အထုပ်ကြီးကိုသူ့ဘာသူပြစ်ထားလိုက်ပါစွန့်ထားလိုက်ပါသိခံလိုက်ပါစိတ်ကလေးသိခံပြီးတော့သိခံရင်နိဗ္ဗာန်ရောက်တယ်နိဗ္ဗာန်ချမ်းသာလို့ခြင်းသိခံရမယ်စိတ်ရှိထားပါစိတ်အလိုတွေကိုစွန့်လွတ်ပါအလိုနဲ့လိုက်လို့နေတဲ့စိတ်ကိုအလိုနဲ့မပေါင်းပါနဲ့အလိုကိုစွန့်ပေးပါအနတ္တသဘောကိုမြင်အောင်ရှုပါအနတ္တသဘောအတ္တသဘောလို့သွားမလုပ်ပါနဲ့အနတ္တတိုင်းပြစ်ထားလိုက်ပါအနတ္တဆိုတာအတ္တမရှိတဲ့အတွက်ကြောင့်အတ္တမရှိတဲ့ဒီအနတ္တကိုအတ္တနဲ့သွားမရောပါနဲ့ဟောသူ့ဘာသူဖြစ်တတ်တဲ့သဘောဖြစ်တတ်တဲ့သဘောဒီခန္ဓာကိုယ်တိဆောက်ခဲ့တာလည်းသူ့ဘာသူဖြစ်လာတာနော်ပြောင်းလဲပြီးအိုမင်းကြီးကိုဖြစ်လာတယ်လည်းသူ့ဘာသူဖန်တီးလာတာယောဂဗျာတိထူပြောင်းလို့တာလည်းသူ့ဘာသူကငါကုတ်ဆိုငါလို့ဘယ်လို့မလဲအတ္တသဘောတာမှန်လို့ငါကုတ်ငါဆောက်ထားရင်ဘယ်လို့မလဲအဲ့တော့သူ့ဘာသူဖြစ်တတ်တဲ့ကြောင့်သူ့ဘာသူဆောက်တယ်သူ့ဘာသူဖြစ်တယ်သူ့ဘာသူဖြစ်နေတယ်အော်သူ့အလုပ်ငါဝင်ရှုပ်လို့မဖြစ်ပါလားငါဆိုတာမရှိပါလားနော်ဒီလုပ်ကြီးကသူ့အလုပ်သူလုပ်နေပါလားဆိုစိတ်ကလေးနဲ့တတိလေးနဲ့ညာလေးနဲ့ကပ်ပြီးတော့သဘောလေးတွေရှုလိုက်သဘောလေးတွေရှုလိုက်ကဲအဲ့ဒါယုတ်တရားရဲ့အနိစ္စဒုက္ခအနတ္တပွားတော့နန္တရားကိုရှုသံဘာစိတ်ဒီကူးနေလဲကဲစိတ်တွေရှိတယ်ဟိုကကြည့်ချင်းတရားကြည့်ချင်းကိုယ်စိတ်လေးရှေးစိတ်ဘာစိတ်ဒီပေါ်လာလဲဒီစိတ်ကဘလူဖော်တာလဲအခုလိုလေရှုနေလို့လေချောင်းဖြစ်တာလေလေချောင်းဖြစ်တာလေမရှိလို့ရှိရင်လေရှုစရာမရှိရင်စိတ်မဖြစ်ဘူးအဲ့တော့လေကိုသတိထားတယ်အဲ့တော့လေချောင်းဖြစ်တဲ့စိတ်ကလေးပါလားဒီစိတ်ကငါးစိတ်မဟုတ်ပါလားရေတွေတိုက်နေလို့ရေရှိလို့ဒီစိတ်ဖြစ်တာရေမရှိရင်ဒီစိတ်မဖြစ်ပါလားနော်အဖို့ဒီအာဟာရဒီရှိလို့ဒါလည်းဒီစိတ်ဖြစ်ပါလားအာဟာရမရှိရင်ဒီစိတ်မဖြစ်ပါလားစိတ်ဆိုတာရေချောင်းဖြစ်တာလေချောင်းဖြစ်တာအဲ့တော့ငါးစိတ်လို့သွားမဆွဲနဲ့စိတ်ဒီအနတ္တပါလားစိတ်ဒီအနတ္တပါလားစိတ်တလုံးပေါ်လာတာလေးကိုရှုလိုက်စမ်းစိတ်တလုံးပေါ်လာလေးရှုလိုက်စမ်းအဲ့ရှေးစိတ်ကိုနောက်စိတ်နဲ့ရှုလိုက်စမ်းရှေးစိတ်ကိုနောက်စိတ်နဲ့ရှုလိုက်စမ်းရှေးစိတ်ရှင်သတိထားစမ်းဟိုနေ့ရလို့သတိထားလေခဏလေးဝိပဿနာရှုလိုက်စမ်းခဏလေးသိခံပြီးတော့ရှေးစိတ်ကိုဘာစိတ်ပေါ်တဲ့စိတ်ကဂရုပေါက်ကဗျိုင်းဆောက်တယ်လို့လေပေါ်လာတဲ့စိတ်ကလေးကိုနောက်စိတ်နဲ့သတိထားစမ်းသတိထားလေရှေးစိတ်ကိုနောက်စိတ်ကတာလေးသတိထားလိုက်စမ်းသတိထားနေရှေးစိတ်ကိုနောက်စိတ်နဲ့ခဏလေးသတိထားလိုက်စမ်းခဏလေးသတိထားစမ်းရှေးစိတ်ပေါ်လာတဲ့စိတ်ကလေးသိဘာစိတ်ပေါ်လာအဲ့မှတည်းကလက်ကုန်ချင်းမငင်းနေအဲ့မှရှောက်လုံးရှင်တဲ့စိတ်မဖြစ်နိုင်တော့ဘူးမလုံးနေတော့လေအဲ့ဒီဘက်ကြီးပဲအတင်းဆွဲမနေနဲ့လေအဲ့စိတ်ကြောင့်ဖြစ်တာစိတ်ကဟိုလိုလုံးချင်ဒီလိုလုံးချင်တော့စိတ်ကြောင့်ဖြစ်တယ်အဲ့တော့စိတ်ကလေးကိုပြန်ရှုသမ်းအဲ့ရှေးစိတ်နောက်စိတ်အမှမရဘူးလေမရတော့ဘာလို့ကြောက်လာလဲအဲ့တော့စိတ်ကလေးရှုသမ်းရှေးစိတ်နောက်စိတ်နဲ့ရှုသမ်းရှေးစိတ်ကိုနောက်စိတ်နဲ့ရှုသမ်းစိတ်ကအနတ္တပါလားဒီစိတ်ဒီလည်းအနတ္တပါလားသူ့ဘာသူဖြစ်ပြီးသူ့ဘာသူပြစ်ပါလားကဲစိတ်တစ်လုံးကိုရှုလိုက်စမ်းခဏလေးရှုလိုက်စမ်းစိတ်တစ်လုံးခဏလေးရှုလိုက်စမ်းစိတ်တစ်လုံးခဏလေးရှုသမ်းဥသိမ်းပြောသလိုရှေးစိတ်ကိုနောက်စိတ်လေးနဲ့ခဏရှုလိုက်စမ်းရှေးစိတ်ကိုနောက်စိတ်နဲ့ဝိပဿနာဉာဏ်လေးခဏပေါအောင်9မိနစ်လောက်လေးသိခံပြီးရှုလိုက်စမ်းစဉ်းစားမဲ့စိတ်ကြံစည်မဲ့စိတ်တောင်းတမဲ့စိတ်ကြောင်းကြမဲ့စိတ်ဒီစိတ်ကလေးသူ့ဘာသူပေါ်တယ်သူ့ဘာသူပြည့်တယ်သူ့ဘာသူဖြစ်တယ်သူ့ဘာသူပြည့်တယ်ဒီစိတ်လေးသူ့ဘာဘာဖြစ်လို့အတင်းဒေါသလောဘတွေနဲ့အကျဉ်းချက်ဖြစ်နေတာလဲအဲ့ဒါစိတ်ပဲအဲ့ဒီစိတ်ကငါးစိတ်မဟုတ်ဘူးလေငါနဲ့သွားမရောနဲ့လေသတိထားလေစိတ်ကိုစိတ်နဲ့ပြန်ရှုလေရှေးစိတ်ကိုနောက်စိတ်နဲ့ပြန်ရှုလေရှေးစိတ်ကိုနောက်စိတ်နဲ့ပြန်ရှုလေရှုသမ်းရှေးစိတ်ကိုနောက်စိတ်နဲ့ရှုသမ်းစိတ်ကိုသတိထားသမ်းဒီပြင်တောင်းတမှုတွေကြောင်းကြောင်းမှုတွေမဖြစ်နေတော့ဟာတွေရှောက်တွေးမနေနဲ့အဲ့မှာစိတ်ကိုစိတ်နဲ့ရှုတရားပဲရှုကိုယ်နောက်ပါမှာတရားပဲရှိတယ်တရားသာလေကိုယ်ပစ္စည်းကိုယ်ဥစ္စာကိုယ်ပိုင်တရားသာလေကိုယ့်ရဲ့သွားရလမ်းကြောင်းကိုယ်စည်းတဲ့ရင်မဲ့ကျန်တာတွေကိုနှလုံးသွင်းမနေနဲ့မဖြစ်နေတော့တာတွေမဖြစ်နေကြောင်းတာတွေမလျှောက်နှလုံးသွင်းမနေနဲ့တောင်းတမှုကြောင်းကြောင်းမှုတွေကိုစွန့်လိုက်တော့စိတ်ကိုသတိထားတောင်းတမှုစိတ်ကြောင်းကြောင်းမှုတွေမကောင်းဘူးမကောင်းတဲ့အားတွေနှလုံးမသွင်းနဲ့ကောင်းတဲ့နှလုံးသွင်းမဲ့ရှုတာဝိပဿနာနဲ့ရှုတာစိတ်ကိုစိတ်နဲ့ပြန်ရှုစိတ်ကိုစိတ်နဲ့ပြန်ရှုသံမျက်လုံးလေးအောင်ချပြီးခဏလေးရှုလိုက်စမ်းစိတ်ချင်းပြန်ရှုလိုက်စမ်းစိတ်လုံးတစ်ပိုင်းအောင်ခဏလေးရှုလိုက်စမ်းစိတ်စဉ်းစားမဲ့စိတ်သတိထားခြင်းစဉ်းစားမဲ့စိတ်သတိထားကြံစည်မဲ့စိတ်သတိထားခဏလေးသတိထားစဉ်းစားမဲ့စိတ်ကြံစည်မဲ့စိတ်ကလေးခဏလေးသတိထားသိခလိုက်သိခပြီးတော့တရားတော်နှလုံးသွင်းဒီပြင်တောင်းတမှုတွေကြောင်းမှုတွေအာကုန်မှုတွေလုံးမနေနဲ့စိတ်လေးတရားဟောပြီးစဉ်းစားမဲ့စိတ်ကလေးသတိထားလိုက်ကြံစည်မဲ့စိတ်သတိထားဟိုမှာသတိထားရှေးစိတ်ကိုနောက်စိတ်နဲ့သတိထားခဏလေးတရားနှလုံးသွင်းလိုက်စမ်းဦးဇင်းတို့စိတ်ချမ်းသာအောင်လဲလို့ဦးမှာပေါ့ဦးဇင်းတို့စိတ်ချမ်းသာအောင်တရားလေးရှုပြလိုက်ဦးမှာပေါ့အဲ့တော့ခဏလေးရှုရင်ရှေးစိတ်စဉ်းစားမဲ့စိတ်သတိထားလိုက်ပေါ်လာလေးသတိထားလိုက်ကြံစည်မဲ့စိတ်ပေါ်လာသတိထားကြောင်းကြမဲ့စိတ်ပေါ်လာလဲသတိထား
လှုပ်ခြင်းနဲ့စိတ်ပေါ်လာတဲ့သတိထားနဲ့ခြင်းနဲ့စိတ်ပေါ်လာတဲ့သတိထားစိတ်ကလေးသတိထားစမ်းစိတ်ကလေးကိုသတိထားစမ်းစိတ်ကလေးကိုသတိထားစမ်းစိတ်ကလေးဖြစ်လာတဲ့သဘောပြတ်သွားတဲ့သဘောစိတ်ကလေးဖြစ်လာတဲ့ကြံစည်မဲ့စိတ်ကလေးဖြစ်လာတဲ့ပြတ်သွားတယ်စိတ်ကလေးခဏလေးသတိထားခဏလေးသတိထားစမ်းဒီကစိတ်နဲ့ရှောင်မလုံးနဲ့စိတ်ကိုအတ္တနဲ့သွားပေါင်းနဲ့စိတ်ကိုပြန်ရှုစမ်းစိတ်ကအနာတ္တအနိစ္စဒုက္ခလို့လက္ခဏာ၃ပါးဖြစ်တယ်ပြတ်တယ်စိတ်ကဖြစ်ပြီးပြတ်တယ်ဖြစ်ပြီးပြတ်တယ်သူ့ဘာသူဖြစ်တယ်ပြတ်စိတ်တလုံးဖြစ်လာတယ်ပြတ်သွားတယ်စိတ်တလုံးဖြစ်လာတယ်ပြတ်သွားတယ်စိတ်တလုံးဖြစ်လာတယ်ပြတ်သွားတယ်အဲ့ဒါကိုရှုစမ်းဖြစ်ပြနေတဲ့စိတ်ကလေးရှုစမ်းဖြစ်ပြနေတဲ့စိတ်ကလေးရှုစမ်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်စိတ်ကလေးတစ်လုံးပိုင်းအောင်ပဋိစိတ်စိတ်တို့တက်ကတစ်လုံးကြီးစီးပြီးတော့ရှုပါစမ်းစိတ်ကလေးဖြစ်လာလိုက်ပြတ်သွားလိုက်စိတ်ကလေးဖြစ်လာလိုက်ပြတ်သွားလိုက်တစ်လုံးနိုင်အောင်ရှုစမ်းနိုင်အောင်ရှုစမ်းစိတ်ကလေးတော့ဦးစင်းတို့ကြံတဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာအောင်စိတ်ကလေးကိုခဏရှုလိုက်စမ်းမျက်လုံးလေးအောင်ပြုလိုက်ပြောင်းပြီးတော့ဝိပဿနာဉာဏ်လေးခဏရှုလိုက်စမ်းဝိပဿနာဉာဏ်လေးတဲ့စိတ်ချင်းပြန်ရှုလိုက်စမ်းမျက်လုံးလေးမိတ်ပြီးအောင်ချလိုက်မျက်လုံးလေးမိတ်ပြီးအောင်ချလိုက်စိတ်ကိုစိတ်နဲ့ပြန်ရှုလိုက်ပြန်ရှုစမ်းဘာလို့စိတ်ဘာမှမတောင်းတနဲ့ဘာမှမပြောနဲ့တော့အဲ့ဒါတွေစွန့်လိုက်တော့အကောင်ဆိုဝိပဿနာတရားသာရှုတော့ဘာမှမပြောချင်နဲ့တော့ဘာမှမတောင်းတနဲ့တော့ဘာမှမတောင်းတနဲ့မကြောင်းကြနဲ့တော့အနတ္တကိုအနတ္တတိုင်းမြောင်ရှုစမ်းအတ္တကြီးတဲ့ငါရအောင်ပြောအောင်မယ်ဆိုသွားမလုံးနဲ့ခဏလေးအောင်ပြုလိုက်စမ်းခဏလေးအောင်ပြုလိုက်စမ်းဉာဏ်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာအောင်ကိုယ်လည်းစိတ်ချမ်းသာဝိပဿနာဉာဏ်ပေါက်တယ်ဟေးဆိုတာလေးသိရအောင်မျက်လုံးလေးခဏမိတ်ပြီးတော့စိတ်ကလေးကိုရှုလိုက်စမ်းစိတ်ကလေးကိုရှုလိုက်စမ်းဦးဇင်းတို့တောင်းတတာကိုပဲလုပ်ပြီးတော့ကိုတောင်းတတာတွေရှောက်လို့မနေနဲ့မဖြစ်တော့ဘူးဒီကတောင်းတတာကိုရှုစမ်းရှင်းစိတ်ကိုနောက်စိတ်နဲ့ရှုလိုက်စမ်းစိတ်ကအနာတ္တတစ်လုံးပေါ်ပြီးတော့အလိုလိုကြံစီတဲ့စိတ်တွေးတော့တဲ့စိတ်ကလေးဖြစ်လာပြီးအလိုလိုပြတ်သွားပါလားအလိုလိုဖြစ်ပြီးအလိုလိုပြတ်သွားပါလားအဲ့ဒါလေးကိုရှုတဲ့ခဏရှုလိုက်စမ်းမျက်လုံးလေးမိတ်ပြီးတရားသမားလိုရှုလိုက်စမ်းတရားကျင့်လို့ရှုလိုက်စမ်းစိတ်ကလေးလောက်ရှုလိုက်စိတ်ချင်းရှုလိုက်စိတ်ချင်းရှုလိုက်စမ်းဝိပဿနာဉာဏ်နဲ့စိတ်တစ်လုံးနိုင်အောင်ရှုလိုက်စမ်းရှုစမ်းအနိစ္စသဘောပြတ်သွားလိုက်တော့ကြအနတ္တသဘောပေါ်လာလိုက်အနိစ္စသဘောပြတ်သွားလိုက်သတိထားလိုက်ပြင်းပြတ်သွားလိုက်သတိထားတာနဲ့စိတ်ကလေးကဖြစ်လိုက်ပြက်လိုက်သတိထားကြည့်ဘာလို့လျှောက်တောင်းတနေရလဲဘာလို့လျှောက်တောင်းတာဦးစင်းပြောတဲ့စကားနားမထောင်ဘူးဦးစင်းတို့ပြောတဲ့စကားနားမထောင်ဘူးစိတ်ချင်းပြန်ရှုလိုက်စိတ်ကြောင့်ဖြစ်နေတာစိတ်မရှိတဲ့လူဘာမှမဖြစ်ဘူးအဲ့တော့စိတ်ကြောင့်နေသာခံခဲ့ဖြစ်နေတာအဲ့စိတ်ကလေးကချမ်းသာဝိုင်းချမ်းသာဝါရောအဲ့တော့သတိထားစမ်းသတိထားအဲ့မှာစိတ်ချင်းနာရှုဘာမှတောင်းတမှုတွေကြောင်းမှုတွေလုံးမနေနဲ့စိတ်ချင်းရှုစမ်းမဖြစ်နိုင်တာတွေကိုအခုချိန်ထိတိုးတိုးလုံးနေတယ်လေမဖြစ်နိုင်တာမရနိုင်တာလည်းယူဘာလို့အပြီးတိုးတိုးပြီးလုံးနေတာလဲမဖြစ်နိုင်တော့ပါလားလို့စွန့်လိုက်ပါတော့လားလို့စွန့်လိုက်တော့ဒီယုတ်ကြီးကိုသွားတွယ်မှုကပ်မှုစိတ်စွန့်လိုက်ဒီယုတ်ကြီးကိုအလိုလိုက်ခြင်းနဲ့စိတ်ဒီယုတ်ကြီးကိုထိန်းချုပ်နေတဲ့စိတ်ကိုစွန့်လိုက်တော့ဒီယုတ်ကြီးထိန်းချုပ်ခြင်းတာတွေစွန့်လိုက်တော့ဒီယုတ်ကြီးထိန်းချုပ်ခြင်းတာတွေစွန့်လိုက်တော့ဒီယုတ်ကြီးကိုထိန်းချုပ်ခြင်းနဲ့စိတ်တွယ်ခြင်းနဲ့စိတ်လူရတို့လှုပ်ခြင်းနဲ့စိတ်ဘုံကြီးတင်းနေတယ်လေအဲ့ဘုံတင်းနေတာကိုဘုံကိုသွားပြီးရင်ထဲမှာကုတ်ဆွဲမထားနဲ့လေရင်ထဲမှာညှိချုပ်ဆုံးမထားနဲ့လေပြောခြင်းဆိုခြင်းနဲ့စိတ်တွေလည်းစွန့်လိုက်လေပြောမရဆိုမရလည်းပြီးတော့အတင်းရအောင်ရုံးမယ်ဆိုတဲ့ဘုံကိုစိတ်နဲ့ညှိချုပ်တာစိတ်ကြီးတင်းထားတာရင်ထဲမှာညှိချုပ်ဆုံးထားတာအဲ့ဒါကိုဖြီးချလိုက်တော့ဖြီးချလိုက်စမ်းစွန့်လိုက်စမ်းစိတ်နဲ့တင်းချုပ်မထားနဲ့ချုပ်မထားနဲ့ရင်ထဲမှာညှိချုပ်မထားနဲ့ဆုံးမထားနဲ့ရင်ထဲမှာဘုံမှာဆုံးမထားနဲ့ရင်ထဲမှာချုပ်မထားနဲ့ဆုံးမထားနဲ့စွန့်ထားချုပ်ခြင်းဆုပ်ခြင်းနဲ့ဘုံကြီးညှိခြင်းတင်းခြင်းနဲ့စိတ်ကိုဖြီးချလိုက်စိတ်နဲ့ညှိခြင်းနဲ့စိတ်ဖြီးချစိတ်ကြီးဘုံထဲမှာညှိချုပ်ဆိုတာတော့ဖြီးချလိုက်စမ်းခဏနားလိုက်စမ်းစွန့်လိုက်စမ်းဖြီးချလိုက်စမ်းပရိသတ်ဘုံကြီးကိုညှိခြင်းချုပ်ခြင်းစိတ်လှုပ်ခြင်းတိုင်းနဲ့ဘုံတင်းခြင်းနဲ့စိတ်ရင်ထဲမှာချုပ်ခြင်းဆုပ်ခြင်းနဲ့စိတ်ကိုဖြီးပေးစိတ်နဲ့လျှော့ပေးစိတ်နဲ့ညှိချုပ်ခြင်းနဲ့စိတ်ကိုအလိုမလိုက်နဲ့အလိုဆုံးပေးလိုက်ပြီးဘုံချုပ်ခြင်းနဲ့စိတ်ကိုလျှော့ပေးသီးခံပေးဖြီးပေးစွန့်ပေးရင်ထဲမှာညှိချုပ်ခြင်းနဲ့စိတ်ကိုမညှိချုပ်ဘဲနဲ့လိုက်မလဲရောဘဲနဲ့စွန့်လိုက်ရောနဲ့လက်ကိုမလဲရောဘဲနဲ့စွန့်လိုက်တော့လိုက်ရောမဲ့စိတ်ကိုစွန့်လိုက်တော့ညှိချုပ်ခြင်းနဲ့စိတ်ကိုမညှိချုပ်တဲ့တော့စွန့်လိုက်တော့တင်းခြင်းနဲ့စိတ်ကိုမတင်းခြင်းနဲ့စွန့်လိုက်တော့ဆုပ်ခြင်းနဲ့စိတ်ကိုမဆုပ်ခြင်းတော့ချုပ်ခြင်းနဲ့စိတ်ကိုဘုံကြီးညှိချုပ်ဆုံးမဲ့လုပ်ကြည့်မလုပ်နဲ့တော့ဖြီးပေးဝင်မောဖြီးပေးစိတ်နဲ့သွားမချုပ်ထားနဲ့စိတ်လိုနဲ့သွားမလို့နဲ့ဘုံကိုရှုစိတ်ကိုရှုသမ်းစိတ်နဲ့သွားမချုပ်နဲ့ရင်ထဲမှာညှိချုပ်ဆုံးကြည့်ပြီးတော့အတင်းလောက်ကင်နေမဲ့တင်းချုပ်နေတဲ့အလုပ်စွန့်သီးခံပြီးစွန့်လိုက်စိတ်ရှိထားပြီးစွန့်လိုက်သီးခံပြီးစွန့်ရင်ထဲမှာသွားပြီးဆုံးမဲ့လို့ဖြီးပေးလေဘုံပိုင်းကူးလေဝင်ပိုင်းကူးပြီးတော့ဝိပဿနာရှုမယ်လေဝင်ပိုင်းကူးလိုက်စမ်းလျှော့လိုက်စမ်းဘုံကိုလျှော့ယုတ်ကြီးခွန်ချုပ်စွန့်ထားလိုက်လွတ်ချလိုက်တော့စွန့်လွတ်ဆက်လွတ်ဘုံကိုလွတ်ရင်းကြီးညှိချုပ်သွားလျှော့ပေးစွန့်ပေးဝင်ကိုသွားမညှိချုပ်နဲ့လေမညှိချုပ်နဲ့လေစွန့်လာထားသွားမတင်းနဲ့စိတ်နဲ့ယုတ်ကြီးသွားမတွယ်နဲ့သွားမကနဲ့စွန့်စိတ်ရှိထားပြီးစွန့်ပေးလွတ်ချလိုက်ရုပ်ကိုသွားပြီးထိန်းချုပ်မဲ့လို့ညှိချုပ်မဲ့လို့ဆုံးကင်မဲ့လို့တင်းကြပ်မဲ့လို့ညှိချုပ်မဲ့လို့ကိုစွန့်ပေးလေဘုံကိုစွန့်ပေးလေဘုံကိုသွားမထိန်းချုပ်နဲ့လေဘုံကိုစွန့်ပေးလေဘုံကိုစွန့်ပေးတော့သွားမထိန်းချုပ်နဲ့စွန့်ဟောပြီးဆက်စွန့်လိုက်
ဆုံးလိုက်စိတ်ရှိနေဆုံးလိုက်သွားမထိန်နဲ့ထိမဲလို့ကိုဆုံးလိုက်ဆုံးချလွတ်ချလိုက်လွတ်ချဆက်လို့စိတ်ကိုလွတ်ချလိုက်ဆက်လို့သွားမထိန်ကျုံနဲ့သွားမထိန်ကျုံနဲ့ရုပ်သွားမထိန်နဲ့ထိမဲလို့ကိုညစ်မဲလို့ချုံမဲလို့ဖြီးပေးရင်ကိုသွားမချုံနဲ့သွားကြီးတင်းမထားနဲ့ဆုံးမထားနဲ့ဆုတ်ချင်တဲ့စိတ်ကိုဆုံးညစ်ချင်တဲ့စိတ်ကိုဆုံးလျှော့ပြီးစိတ်လျှော့ထပ်လျှော့တိုးပြီးလျှော့ဆုံးလျှော့တရုပ်ကြီးလွတ်ချလိုက်တာဆုံးတာစိတ်နဲ့ယူကြည့်သွားမထိန်ကျုံနဲ့ဆက်လို့လွတ်ချစိတ်နဲ့လွတ်အောင်နေစိတ်ကလေးလွတ်အောင်နေစိတ်ကဒီယုတ်ကြီးနဲ့သွားလွတ်အောင်သွားမင်းရောနေတယ်တော့စိုးပြီးသွားမကိုင်ထားနဲ့စိတ်နဲ့ယုတ်ကြီးကိုချုံမထားနဲ့ထိမ့်မထားနဲ့တွယ်မထားနဲ့ကုတ်မထားနဲ့ညှိချုံမထားနဲ့စိတ်ကြီးနဲ့တင်းမထားနဲ့လွတ်ချပြီးစိတ်မထုံးနဲ့အဲ့မှာလွတ်ပြီးချမ်းသာပါလိမ့်မယ်ဆုံးဘဝင်ကိုရင်ကိုချုံမထားနဲ့ဘုံကြီးတင်းမထားနဲ့အဲ့မှာစိတ်ညှိနေတယ်လေညှိနေတော့ဆုံးကြစိတ်နဲ့ယူတော့မတော့အဲ့တော့ညှိနေတွေ့လားညှိနေအာဒီစိတ်မလုံးနဲ့တော့မလုံးနဲ့ဆုံးလောမယ်ဆုံးတာဆုံးဟုတ်ပြီဆုံးဆက်ဆုံးလုံးလားဆုံးမျက်လုံးလေးမိတ်ပြီးတော့ရှူတာလေဆုံးတာလေကိုလုံးမဲ့လို့မျက်လုံးလေးမိတ်ပြီးအောင်ချပြီးဆုံးတာလေဆုံးတာဟုတ်ပြီအောင်မျက်လုံးလေးမိတ်ပြီးတော့ကိုလုံးမဲ့လို့ဆုံးချလို့ဆုံးဘဝင်ကိုညှိမထားနဲ့ဆုံးမထားနဲ့တင်းမထားနဲ့ကုတ်မထားနဲ့ချုံမထားနဲ့အဲ့ဒါလေးရှူလေအောင်ခဏကြပြီးဆုံးအောင်ခဏကြပြီးဆုံးထိမ့်မထားနဲ့လုတ်ကျလို့လှုပ်ပေးလွတ်ချလိုက်ပြစ်ချထားလိုက်စိတ်နဲ့သွားမတွဲထားနဲ့သွားမကုတ်ထားနဲ့သွားမဆွဲထားနဲ့ရင်ကြီးကိုဆုံးမထားနဲ့စိတ်ကြီးတင်းပြီးအတင်းလုံးပဲဆိုတော့ရင်ကြီးတင်းပြီးလုံးပြီးချုပ်နေတယ်လုံးပြီးခဲနေတဲ့အလုပ်ကြီးကိုသွားမဆုံးထားနဲ့အဲ့ဒါတင်းမထားနဲ့ညှိမထားနဲ့ရင်ကိုဆုံးမထားနဲ့ရင်ကိုစိတ်နဲ့ချုပ်မထားနဲ့ဖောင်းတီးမထားနဲ့ဖာနီးမြဆုံးချလိုက်လွတ်ချစိတ်နဲ့မဆွဲနဲ့မတင်းနဲ့မဆုံးနဲ့မချုံနဲ့စိတ်နဲ့ယုတ်ကြီးကိုလှုပ်ချင်ပြီးသွားပြီးထိန်ချုံမဲ့လို့ဆုံးစိတ်နဲ့ရှော့ချလိုက်စိတ်ကိုရှော့ချလွတ်ချပြစ်ချဆက်ပြီးပြစ်ချစိတ်နဲ့ယုတ်ကိုသွားမဆွဲနဲ့ဆုံးတာလွတ်ချလိုက်လွတ်ချလိုက်ဆုံးပေးလေဆက်လွတ်အောင်လာဆုံးချလိုက်ဆက်လွတ်ပြုတ်ချတယ်သူကဘဲကြပြစ်ချတာလေဆုံးချတယ်လွတ်ချတယ်ကဲနေဝီစီဟာလောက်တောင်ကိုလူဟာမလိုက်တဲ့အလုပ်ကြီးမွေးကြတာလည်းကြာပြီကျွေးကြတာလည်းကြာပြီရေချိုးပေးရတယ်အစာကျွေးပေးရတယ်တခါတည်းကြာလာပြီဒီလောက်တောင်မရတဲ့ဒီရုပ်ကြီးကဲကိုလူဟာမလိုက်တာဒီငါတော့ရုပ်မဟုတ်ငါပိုင်မဟုတ်ငါရုပ်မဟုတ်ပဲနဲ့ငါရဲဆက်တဲ့အထုပ်ကြီးပါလားတက်ဒုက္ခဒုံကြီးပါလားငါပိုင်မဟုတ်ပါလားဝတ်ခံရတဲ့ဝတ်တုံးကြီးပါလားဟာနေဟာဆိုမုံပြီးဆုံးချလိုက်လွတ်ချထားလိုက်ဆုံးချလိုက်မထိန်ချုံနဲ့ထိန်ချုံလို့တဲ့အလုပ်ကိုဆုံးလိုက်မပိုင်တဲ့လို့ဘုံဆိုင်ထုပ်ကြီးကငါရုပ်မဟုတ်တာမှန်ပြီ तू ကရဲဆက်ပြနေပြီငါအလုံးမလိုက်ဘူးဆိုတာ तू ကပြနေပြီငါချမ်းသာခြင်းနဲ့ तू ကရဲဆက်တယ်ငါကောင်းခြင်းနဲ့ तू ကဖြားနေနားတယ်ငါချမ်းသာအောင်လုပ်တယ် तू ကမောတယ်ကြက်တယ်ငါချမ်းသာအောင်လုပ်တယ်ငါယူရတယ်ချမ်းသာလုပ်တယ် तू ကရဲဆက်တယ်ငါလုံးမလိုက်ဘူးသူ့လိုကြီးပဲ तू လုပ်ရတယ်ငါချိုးပါပြီငါဆိုတာမရှိပါလားကိုလူအားသို့မလိုက်ပါလားအနတ္တဒုံကြီးပါလားအနိစ္စဒုံကြီးပါလားအနတ္တဝိပဿနာဉာဏ်ကြီးပါလားအနိစ္စဒုံကြီးအနတ္တဒုံကြီးဒုက္ခဒုံကြီးဒုက္ခခဲကြီးဒုက္ခသစ္စာကြီးပါအမှန်ပါလားအဲ့စိတ်ကလေးကသွားပြီးတောင်းတတာတဏှာသမှုရိယသစ္စာအမှန်ပဲနှဲ့ခြင်းနဲ့လှုပ်ခြင်းနဲ့ပြုတ်ခြင်းနဲ့မာခြင်းနဲ့ရွှေ့ခြင်းနဲ့နေဆောင်လှုပ်ခြင်းနဲ့နည်းနည်းလေးခါးဆောင်နေခြင်းနည်းနည်းလေးအသက်ရှူကြအောင်လှုပ်ခြင်းနဲ့ဆိုတာတောင်းတတာတဏှာဒီဥစ္စာလည်းသမှုရိယသစ္စာပါလားအဲ့ဒါသမှုရိယသစ္စာဆိုတာအဲ့ဒါပဲဒီခန္ဓာယုံဆောက်ထားတဲ့ဖန်ဆင်းခြင်းတဏှာဆိုတာအမှန်ပဲဒီယုတ်ကြီးရက်ဆက်နေတဲ့ဒုက္ခကြီးကလည်းအမှန်ပဲဒီယုတ်ကြီးကမှလိုအောင်လှုပ်ခြင်းနေတဲ့တဏှာဆိုတာသမှုရိယသစ္စာဆိုတာသစ္စာနှစ်ပါးရအောင်အမှန်ပဲအဲ့ဒီဒုက္ခသစ္စာနဲ့သမှုရိယသစ္စာကိုပိုင်းခြားသူလိုက်တာအဲ့ဒါမဂ္ဂသစ္စာပဲဖျားပွင့်တဲ့အခါမှာဒီမဂ္ဂသစ္စာပေါ်တာဒီဖျားပွင့်တော့ဒါတွေမပေါ်ဘူးကဲအဲ့တော့ကိုယ့်ဘာကိုသူများလည်းဘာမှမပြောနဲ့တော့ကိုယ့်ဘာကိုဝိပဿနာဉာဏ်နဲ့သွားကွာဒီလိုဖျားနဲ့တရားနဲ့သစ္စာလေးပါးမှာအခုခန္ဓာရဲ့ဒုက္ခသစ္စာကြီးကိုအမှန်မြင်ပါပြီဟုတ်ပါလားဖျားဟောတဲ့တရားအမှန်ပြီဒုက္ခကြီးပါလားဒုက္ခဆိုတာမရှိပါလားလို့မှန်ပါလားဟုတ်ပါလားလို့ဆုံးဖြတ်ချက်ချလိုက်အဲ့ဒီမှာတောင်းတမဲ့စိတ်ကြောင်းကြမဲ့စိတ်လိုအပ်လှုပ်ခြင်းနဲ့စိတ်လိုသလိုလှုပ်ခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့စိတ်ကလေးတောင်းတတာတဏှာပါလားဒီတဏှာကလည်းအမှန်ရှိပါလားသမုဒိယသစ္စာဆိုတာအကြောင်းပဲဒီခန္ဓာရစီတဲ့အကြောင်းသမုဒိယသစ္စာဆိုတာလည်းအမှန်ပဲဒုက္ခသစ္စာနဲ့သမုဒိယသစ္စာမှန်တယ်ဒီဒုက္ခကြီးဒုက္ခလို့ပိုက်ချသိလိုက်တယ်လှုပ်ခြင်းပြုတ်ခြင်းနဲ့ခြင်းနဲ့တတ်တာခြင်းနဲ့ဆိုတဲ့သမုဒိယတဏှာရှိတာလေအမှန်ပါလားလို့သိလိုက်တာကမဂ္ဂသစ္စာပဲဒုက္ခသစ္စာရဲ့သမုဒိယသစ္စာရဲ့မေဃသစ္စာရဲ့အဲ့ဒါကိုအလိုမှမလိုက်တော့တဲ့ဒီရုပ်ဘုရားကစာကောစွန့်လွတ်လိုက်ပါတဲ့ပရိနိဒကောဝေးအောင်စွန့်လိုက်တဲ့မௌဒိရက်ဆက်နေတဲ့ချမ်းသာမှုမပေးတဲ့ဒီယုတ်ကြီးတဲ့လွတ်အောင်နေတဲ့အဲ့ဒါနိရောဓသစ္စာပါလားတဲ့အဲ့တော့သစ္စာလေးပါးကိုသိပြီဆိုရင်မြတ်စွာဘုရားငါသဖရားသမီးဖြစ်ပြီတဲ့
တုတ်တိတာဘုံမှာနတ်စည်းစိမ်ကြီးခံစားရပြီတဲ့သစ္စာလေးပါးကိုမြင်တဲ့ပုဂ္ဂိုလ်တွေများဟာနော်တုတ်တိတာဘုံကြီးမှာချမ်းသာတဲ့ဘုံကြီးမှာနတ်စည်းစိမ်ကြီးဖြစ်တယ်ဒီရက်ဆက်တဲ့မပိုင်တဲ့အိုလွယ်နာလွယ်သေးလဲတဲ့ဒီလူခန္ဓာနဲ့နော်ချမ်းသာတဲ့စည်းစိမ်ကြီးနဲ့ပြည့်စုံတဲ့အရိယာတို့ရဲ့တုတ်တိတာဆိုတဲ့နတ်ခန္ဓာကြီးနဲ့အလဲပဲလွတ်လိုက်တဲ့ဘုရားကဒီဒုက္ခကြီးကဒီဘဝလူဘဝမကောင်းဘူးတဲ့လူဘဝရက်ဆက်တဲ့အိုလွယ်နာလွယ်သေးလွယ်ပူတော့လဲပူတော့အိတ်တော့လဲအေးလို့အိုက်တော့လဲအိုက်လို့မစားတော့မစားတော့စားပြီးတော့လဲမတဲ့တော့တဲပြီးတော့လဲကျွေးရတယ်မမြဲတော့သူကရက်ဆက်ခေါင်းကိုက်ဆက်ထိုးမောလေးကြက်လိုက်နဲ့ရက်ဆက်နေတယ်။အော်လူဘဝလူခန္ဓာမကောင်းပါလား။ဒီဘဝကြီးဒုက္ခခန္ဓာကြီးပါလား။ဒီခန္ဓာရတာလဲဒုက္ခခန္ဓာကြီးပါလား။အဲ့တော့ဒီမှာလှုပ်ခြင်းနဲ့ခြင်းပြည့်ခြင်းပြင်းခြင်းတက်တာခြင်းရွှေ့ခြင်းနဲ့ခြင်းအနေချောင်ခြင်းနဲ့စိတ်တောင်းတတာလဲသမုဒိယသစ္စာတဏှာဆိုတာမှန်ပါလား။ဒီတဏှာကြောင့်ဒီခန္ဓာရပါလား။အဲ့တော့တဏှာကိုတဏှာတိုင်းသိပါလားတဏှာကိုငါမဖြစ်ပါစေနဲ့တဏှာဆိုတဲ့စိတ်ကလေးကလည်းဖြစ်တတ်တယ်ပြည့်တတ်ပါလား။တဏှာအနတ္တတဏှာအနိစ္စတဏှာនិရောဓလှုပ်ခြင်းနဲ့စိတ်ကလေးကလည်းတဏှာပြင်းခြင်းနဲ့စိတ်ကလေးကလည်းတဏှာတောင်းတတယ်တောင်းတတာတဏှာနော်ပြင်းခြင်းနဲ့စိတ်ကလေးကတဏှာအနေသာခြင်းနဲ့စိတ်နဲ့တဏှာအနေချောင်းခြင်းနဲ့တဏှာအနေသက်သာခြင်းနဲ့တဏှာအဲ့ဒီစိတ်ကြောင့်ဒီခန္ဓာကြီးရတာအဲ့ဒီစိတ်ကြီးကိုငါလို့သွားမဆွဲနဲ့အဲ့တော့ဒီခန္ဓာကြီးကိုမုန်းမယ်ဆိုရင်အဲ့ဒီစိတ်ကိုလည်းအနိစ္စဒုက္ခအနတ္တလို့ရှုတဏှာအနတ္တတဏှာအနိစ္စတဏှာဒုက္ခတဏှာនិရောဓတဏှာဥရာရှုတဏှာဥရာရှုတဏှာအနိစ္စတဏှာဒုက္ခတဏှာအနတ္တခန္ဓာအနိစ္စခန္ဓာဒုက္ခခန္ဓာအနတ္တအဲ့လိုခန္ဓာအနိစ္စမမြဲဘူးရက်ဆက်တဲ့ဖောက်ပြန်တဲ့တဏှာဒီခန္ဓာကြီးကရက်ဆက်တဲ့ဒုက္ခတုံးကြီးမှအမှန်ပါလားသူ့ဟာသူဖြစ်ပြီးသူ့ဟာသူပြက်ပါလားဖြစ်တတ်ပြက်တတ်တဲ့သဘောပါလားအနိစ္စပါလားငါမဟုတ်ပါလားငါသဘောမဟုတ်ပါလားမခိုင်းပါလားအနတ္တပါလားအတ္တမဟုတ်ပါလားအတ္တယုံမဟုတ်ပါလားနော်အနတ္တဆိုတဲ့ဒုက္ခယုံကြီးပါလားဒုက္ခတုံးကြီးအမှန်ပါလားဒုက္ခသစ္စာကြီးပါလားအဲ့မှာနဲ့ချင်းလှုပ်ချင်းဖြစ်နေတာကသမှုတွေကအမှန်ရှိပါလားနော်အမေဘေထဲပြီးတဲ့ဒီဟာလည်းမဟုတ်ငါထဲတာလည်းမဟုတ်ဘူးသမှုရိယသစ္စာဆိုတာသူ့ဘာသူတွေ့တာတဲ့စိတ်တောင်းတာတဲ့စိတ်ကြောင်းကြတဲ့စိတ်ဟိုလိုဒီလိုဖြစ်ခြင်းတဲ့စိတ်အဲ့ဒါတွေတဏှာအဲ့တဏှာအနတ္တလို့အနိစ္စလို့ရှိလေတွေ့လားမရတော့ဒေါသဖြစ်တယ်တွေ့လားအဲ့ဒေါသကမကောင်းဘူးအဲ့ဘာလို့လဲအလိုမလိုက်ဘူးအလိုရောမပြတော့ဒေါသအဲ့ဒေါသကြီးကမကောင်းအဲ့ဒီအလိုကိုဒေါသနဲ့ဆက်ဆံမယ်စားတိခံပြီးတော့ဒေါသနဲ့ဆက်ဆံလိုက်တဲ့ဘုရားအဲ့တော့ဒေါသနဲ့ဆက်ဆံတော့ဒေါသပဲရလိမ့်မယ်တဲ့အဲ့တော့ဒေါသနဲ့ဆက်ဆံတော့မင်းတို့ဒေါသတိုးသွားလိမ့်မယ်အဲ့သမုဒိယကိုမညံ့နဲ့အောင်ပြီးလိုက်လှုပ်ခြင်းနဲ့စိတ်လေးပေါ်လာတဲ့သတိထားလိုက်ချုပ်သွားတယ်ပြင်းခြင်းနဲ့စိတ်ပေါ်လာတဲ့သတိထားချုပ်သွားတယ်နှဲ့ခြင်းနဲ့စိတ်ပေါ်လာတဲ့သတိထားချုပ်သွားတယ်နှဲ့ခြင်းနဲ့သမုဒိယကလည်းဖြည်းဖြည်းပြစ်ပါလားလှုပ်ခြင်းနဲ့သမုဒိယသစ္စာကလည်းဖြည်းဖြည်းပြစ်ပါလားငါဖော်တာမဟုတ်ဘူးငါမဟုတ်ပါလားအနတ္တသဘောပါလားအနိစ္စသဘောပါလားအဲ့ဒါတဏှာအနတ္တတဏှာအနိစ္စတဏှာនិရောဓပါလားဒီယုတ်ကြီးကလည်းအတ္တမဟုတ်ပါလားအနတ္တသဘောပါလားသူ့ဘောသူဆောင်ပြီးသူ့ဘောသူဖြစ်နေတာကိုလိုအားသူမလိုက်ပါလားကိုလိုအားလျှောက်လို့နေတဲ့မှားပါလားအတ္တကြီးများမဖြစ်နိုင်ပါလားအနတ္တသဘောကိုအနတ္တသဘောလို့ဉာဏ်နဲ့အောင်ပြုအဲ့လိုပိုင်းခြားရှုနေတာမဉဏ်အဲ့ဒါမဂ္ဂင်ပေါင်းကြီးမဂ္ဂင်ပေါင်းဆိုတာနိဗ္ဗာန်ကြီးစီးလို့ရတယ်နိဗ္ဗာန်မရောက်ပြီးတုတ်တိတာဘုံဆိုတဲ့အရိယာတွေနေတဲ့ဘုံနော်ဝိပဿနာဉာဏ်ပေါက်ပြီးတော့နတ်စည်းစိမ်ကြီးချမ်းသာခံစားနေတဲ့ဘုံကြီးအဲ့ဒါအမှတပြူပြူတပြောင်ပြောင်တစ်ဖြက်ဖြက်တတောက်တောက်နဲ့ရွှေရင်းငွေတွေကြောက်တယ်မရများလေးနဲ့ဟဲ့လားအဲ့မှာခံစားနေတဲ့တုတ်တိတာဘုံကြီးအဲ့ဒီဘုံကြီးမှာဖြင့်ချမ်းသာတဲ့နတ်စည်းစိမ်တွေခံစားပြီးတော့ဝိပဿနာဉာဏ်နဲ့အနိစ္စဒုက္ခအနတ္တပွားနေတဲ့ပုဂ္ဂိုလ်တွေကတုတ်တိတာဘုံမှာပဲနေကြတယ်အဲ့ဒီကနေပြီးတော့အရိမေတ္တရဘုရားပွင့်တဲ့အခါကျတော့အဲ့ဒီမှာတရားနာကြတယ်အဲ့ရနဲ့တရားဂန်နေအနာဂန်နေယာနာနေဖြစ်ကြတယ်အဲ့တော့အဲ့ဒီလိုသွားရမယ်အဲ့ဒီလိုဘဝတွေရောက်ဖို့လိုတယ်နော်ရှေ့ကလူသွားရင်နောက်ကလူတွေကလည်းတရားအားထုတ်တယ်ဆိုတာနောက်တစ်နေ့သေလူမှာပဲအိုမှာပဲနာမှာသေလို့ရှိရင်အပေလေးဘုံမရဘဲနဲ့တုတ်တိတာဘုံကြီးမှာနတ်စည်းစိမ်ကြီးခံစားပြီးတော့အရိယသူတော်ကောင်းတွေနဲ့တရားတွေနာကြအနာဂံမြမာတွေယဟနာမြမာတွေကတရားလာဟောမယ်ဆိုတရားတွေနာကြအဲ့လိုတရားနာပြီးတော့အရိမေတ္တရနောက်ပွင့်လို့ရှိရင်လည်းဘုရားသွားဘုရားတရားဟောတဲ့အခါမှာတရားတွေနာပြီးတော့နော်သောတာပန်နတ်တွေသရဂံနတ်တွေအနာဂံနတ်တွေအဲ့မှာယဟနာနတ်တွေသောတာပန်မြမာတွေအနာဂံမြမာတွေအနာဂံယဟနာတွေအဲ့ဒါတွေဟာအရိမေတ္တရဘုရားပွင့်ဒီဘဝမှာကျွတ်တောင်းဝင်တော့မှာအဲ့ဒီကြလို့ရှေးသွားနောက်လိုက်ရှေးကရောက်သွားရင်နောက်ကလည်းဒီလမ်းမယ်လိုက်ကြပြီရှိတဲ့နောက်နဲ့ခဏပဲရှိလူနောက်ဆောက်မှာဘယ်သူမှအမြဲခွဲတယ်မရှိဘူးအမြဲခွဲတယ်ဆိုတာမရှိဘူးဘာလဲတုတ်တိတာဘုံကြီးမှာဆုံးကြမှာဒီရွှေတွေဒီမျိုးတွေဒီလိုတရားတွေအားထုတ်မယ်အနိစ္စဒုက္ခအနတ္တလက္ခဏာတွေပွားပြီးလက္ခဏာရင်စီးလိုက်မယ်မဂ္ဂင်ရှိပါမဂ္ဂင်ပေါင်းစီးလိုက်မယ်ဆိုလို့ရှိရင်ရှေ့ပေါင်းနဲ့နောက်ပေါင်းရှေ့သွားနဲ့နောက်သွားပဲကွာတယ်အတူတူပဲပုံကြတယ်မြတ်စွာဘုရားနဲ့ရေတော်တရားတို့ရာဟုလာတို့အဲ့ဒါအကုန်လုံးကဘဝအသိရှိနန္ဒပါရမီဖြည့်ခဲ့တာသူကကူရွာတွေလောက်ခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးမှလာပြီးပြိဋိနိဗ္ဗာန်အတူတူပြုကြတယ်အဲ့တော့ဘယ်သူမှအမြဲခွဲတယ်ဆိုတာမရှိပါလားရှိတဲ့နောက်သွားကြတာပဲကွာပါလားနော်နောက်ကလည်းဝိပဿနာဉာဏ်နဲ့မဂ္ဂင်ပေါင်းစီးမယ်နောက်ကရှိရလူကလည်းဝိပဿနာဉာဏ်နဲ့မဂ္ဂင်ပေါင်းစီးပြီးသွားလို့ရှိရင်တုတ်တိတာဘုံကြီးမှာနတ်စည်းစိမ်ကြီးပျော်ပျော်ပါပါခံစားကြအောင်ပါလားအဲ့တော့အဲ့ဒီဘုံကနေထိုင်ဆောင်မယ်ငါအရင်သွားလို့ရှိရင်နောက်ကလူတွေဒီလာခဲ့ရမယ်အဲ့တော့နောက်ကလူတွေတရားအထုတ်တယ်ဆိုတာ
တရားရှိတဲ့ဘုံကတုတ်တိတာဘုံကြီးတုတ်တိတာဘုံကြီးမှာတရားနာပြီးတော့နတ်တရားသူတို့လိုပဲတရားတွေနာကြတရားတွေကျင့်ကြတရားတွေအားထုတ်ကြတရားတွေဆွေးနွေးကြတရားနဲ့တရားတရားတွေဆွေးနွေးကြလိုနေတဲ့ဘုံကြီးအဲ့ဒီဘုံမှာအနာဂံယဟန္တာတွေအနာဂံမြမတွေအဲ့ဒါတွေကလည်းတရားတွေလာဟောကြနောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းအခုလိုပဲတုတ်တိတာဘုံကြီးရောက်အောင်ရှုကြရလို့ဖိတ်ခေါ်ကြတယ်ဒီခန္ဓာကိုယ်ကြီးဟာလူခန္ဓာကိုယ်ကြီးဟာအနတ္တသဘောအနိစ္စသဘောပိုင်အောင်ရှုကြရဲလိုရှိလို့ရှိရင်ဒီဘုံတွေရောက်တယ်အတ္တကြီးနဲ့ငါလိုနဲ့ငါကိုကြီးအတင်းလို့အတ္တဒိဋ္ဌိနဲ့ဆိုရောက်မှာမဟုတ်ဘူးတဲ့ထားခဲ့ရမှရင်အတူတူမပိုင်နိုင်ရင်အတူတူကိုလိုရသို့မရမဲ့အတူတူဘာဖြစ်လို့လုံးတော့မှာလဲကိုလိုရလို့မှမရောက်တာကိုလိုရသို့မရတဲ့ဒီရုပ်ငါအလုပ်မဟုတ်ငါရုပ်မဟုတ်ကဲဘုံဆိုင်တုတ်ကြီးနေတော့အနတ္တသဘောနဲ့တော့အောင်ရှုတယ်အနတ္တသဘောနဲ့သူ့ဘောသူဖြစ်တယ်သူ့ဘောသူပြည့်တယ်သူ့ဘောသူပြောင်းလဲတယ်သူ့ဘောသူဖောက်ပြန်တယ်သူ့သဘောသူဆောင်နေတယ်ငါသဘောမဟုတ်ပါလားအတ္တသဘောမဟုတ်ပါဘူးငါအတ္တသဘောလို့တာပင်ပန်းအောင်မရှိမယ်အလိုမကြတာမောုံမရှိမယ်ဆင်းရဲအောင်မရှိမယ်တောင်းတတိုင်းမရတာပဲရှိတယ်အဲ့တော့မှဇာတိပိဒုက္ခတဲ့ဒီဘဝရတဲ့ဇာတိရဒုက္ခပါလားဘုရားဟောခဲ့တာဇာတိပိဒုက္ခတဲ့ဇာတိရပြီဆိုတဲ့ဒုက္ခရပြီမအေးမွေးတွေကနှုတ်မစားတော့တဝါဝါနဲ့ငိုကြွေးကြရပြီခမင်းမစားတယ်တဝါဝါနဲ့ငိုကြွေးရပြီဖျားနာတော့လေဆင်းရဲရပြန်ပြီမရှိတော့လေစာရှာစားတော့လေနေမှုချောင်မိုးရမချောင်ဆင်းရဲပြန်ပြီအဲ့လိုဆင်းရဲနေရတဲ့ဒုက္ခသစ္စာကြီးကျွေးတော့လေဆုံးရတယ်ကျွေးပြီးတော့လေမတည့်တော့ကျမ်းမာရေးမကောင်းတော့ဆေးကူရတယ်ဟိုတယ်နားတယ်လေထိုးတယ်လေးအောင်နဲ့ဆင်းရဲပြန်တဲ့ဒုက္ခပါလားပူတဲ့အခါရေချိုးပေးရလဲဒုက္ခပါလားရေချိုးပေးရနားထောင်ရေချိုးပေးတဲ့အခါပါပြုပြင်ပေးရလဲဒုက္ခပါလားအေးပတ်တော့လေဖျားပြန်လဲဒုက္ခပါလားအေးလာတော့လေနှွေးအောင်လုပ်ပေးရတာဒုက္ခပါလားပူတော့လေအေးအောင်လုပ်ပေးရတာဒုက္ခပါလားအဲ့ပါကြည့်ပါလားလျှောက်တော့သူရေးဆက်နေတယ်လားသူကဒုက္ခကြီးပဲမအေးမွေးတွေကဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခအခုလိုနှိမ့်ဆက်နေရလဲဒုက္ခပါလားအုံမင်းရင်ဟောတာလဲဒုက္ခပါလားမရဏပိဒုက္ခသေကံဤသေကံတဲ့ခါမှလဲဒုက္ခပါလားဒုက္ခယုတ်ကြီးပါလားဒုက္ခလောကကြီးပါလားဒုက္ခသစ္စာပါလားဒုက္ခဒုံကြီးပါလားဒုက္ခသာလင်းအမှန်ရှိပါလားဒုက္ခဆိုတာအမှန်မရှိပါလားဒုက္ခသစ္စာဆိုတာအမှန်ပါလားဒုက္ခကိုဒုက္ခပြီးဖန်တီးတယ်မဟုတ်ပါလားဘုရားမကြိုက်ပါလားဒုက္ခမရှိတဲ့ဒုက္ခဒုံကြီးကိုဒုက္ခလို့သိပြီးစွန့်လိုက်ပါလားစွန့်လို့ဒုက္ခတိုင်းပြစ်ထားလိုက်ပါလားပြစ်ချထားလိုက်တော့တဲ့ခန္ဓာဝန်ကြီးမပိုင်ဘူးမပိုင်တဲ့အထုပ်ဘုံဆိုင်အထုပ်ကိုမဟုတ်တဲ့ဒီယုတ်ကြီးငါလောက်တာမဟုတ်တဲ့ဒီယုတ်ကြီးကိုငါရလို့သွားမစွဲတော့ပဲနဲ့စွဲရမယ်စားစွန့်လိုက်တော့ဘုရားကစာကိုစွန့်လို့လိုက်ပါပရိနိစ္စကောဝေးအောင်စွန့်မှာမဟုတ်ဒီလွတ်အောင်နေပါတဲ့ဒီစိတ်နဲ့ဒီယုတ်ကြီးလွတ်အောင်နေတဲ့ဒုက္ခကြီးတဲ့ဒုက္ခနဲ့ပေါင်းဒုက္ခရောက်မဲ့ဒုက္ခလွတ်အောင်နေပါတဲ့တရားကြီးဒုက္ခဘယ်လိုလျှောက်တောင်းတာနေလဲတောင်းတမယ်ဆိုစွန့်လိုက်တဲ့ဘုံကြီးတင်းတာလေဘုံတင်းတာစိတ်ကသွားပြီးဘုံကြီးညှိချုပ်တာလောဘလေးဒေါသလေးအဲ့လောဘဒေါသမပေါင်းနဲ့ဘုံကြီးညှိချုပ်ဆိုတဲ့လို့စွန့်လိုက်လေစွန့်လိုက်ဖြီးချစွန့်စိတ်နဲ့ယုတ်ကြီးညှိမဲ့လို့ဖြီးပေးလေညှိပဲလို့လည်းရောမညှိနဲ့ချုပ်ချင်တယ်လို့လည်းရောမချုပ်နဲ့အဲ့လိုချုပ်လို့မရရင်သူကအချင်းချက်ပြီးတော့မောတယ်စိတ်တောင်းတာမရဆင်းရဲတယ်အဲ့တော့စွန့်ချလေစွန့်ချဘုရားစာကောစွန့်လို့လိုက်ပါဒုက္ခကြီးနဲ့မပေါင်းနဲ့မုတ်တိလွတ်အောင်နေတဲ့ဒီစိတ်နဲ့ဒီအတော့ကြောက်မလို့နဲ့လေကိုလူကမရတော့ပါလားနည်းနည်းလေးတော့မရတော့ပါကဲဒီဘက်လက်လှုပ်ကြည့်တာမရတော့ဘူးဒီဘက်လက်လို့မရတော့ဘူးလှုပ်လို့ရတဲ့ဘက်ကိုရှောက်တောင်းတာတယ်ဒီဘက်ကျမရတာကဲမရအနတ္တကြီးပဲအတ္တဆိုတာမရှိဘူးကဲလှုပ်လို့မရတော့ဘူးကဲငါသဘောဆိုရမယ်ငါသဘောမဟုတ်တော့မရတော့ဘူးငါသဘောမဟုတ်လို့မရတော့ပါလားငါသဘောမဟုတ်တာအမှန်ပါလားအတ္တမဟုတ်ပါလားအနတ္တပါလားထင်ရှားနေတဲ့အနတ္တကိုအနတ္တဘက်ကိုမရှိဘဲဟိုဘက်ကအတ္တဘက်ကိုရှောက်လို့မှားပြီလေဒီဘက်ကလှုပ်ကြည့်ပါလားမရတော့ဒီဘက်လည်းလှုပ်ကြည့်လို့မရတော့အနတ္တထင်ရှားနေအဲ့လိုဆိုရင်လွတ်လိုက်တော့ဗောမှန်ချလိုက်တော့ဗောမပိုင်တဲ့အထုပ်ဘုံဆိုင်ထုတ်ဒုက္ခသစ္စာကြီးကိုဒုက္ခပြင်းနဲ့ရှောက်လို့မောတာပဲဘာမှအကျိုးမရှိဘူးမကျိုးမရှိတဲ့ဒီလိုကြီးရှောက်လုံးနေပလိုက်တော့အဲ့တော့စိတ်ကြောင့်ဖြစ်တာစိတ်မှာတဏှာတောင်းတတယ်လေလှုပ်ခြင်းနဲ့ပြင်းခြင်းနဲ့နှဲ့ခြင်းနဲ့လှုပ်ခြင်းနဲ့ပြင်းခြင်းနဲ့နှဲ့ခြင်းနဲ့တောင်းတတယ်ဘယ်တော့မှမပြီးဘူးနော်စမွေးတွေကကြွားခြင်းနဲ့မခြင်းနဲ့အိတ်ခြင်းနဲ့စားခြင်းနဲ့ယူခြင်းနဲ့ပေါက်ခြင်းနဲ့လှဲ့ခြင်းနဲ့လူခြင်းနဲ့တောင်းတကြလားကြာပြီအခုချိန်ထိတောင်းတတော့တောင်းတတာယူမရတော့စွန့်လိုက်တော့သိခံလိုက်ပါသိခံရင်နေပံရောက်တယ်ဘုရားသမီးဖြစ်ခြင်းသိခံရမယ်လှုပ်ခြင်းတဲ့စိတ်ကိုမလိုက်ရောပဲနဲ့လိုက်ရောမဲ့စိတ်ကိုစွန့်လွတ်လိုက်နှဲ့ခြင်းတဲ့စိတ်ကိုမလိုက်ရောတော့လိုက်ရောပြီးမနှဲ့တော့ပဲနဲ့လိုက်ရောနှဲ့မဲ့လို့ကိုစီးပြီးတော့စွန့်လွတ်လိုက်တော့ပြင်းခြင်းတဲ့စိတ်ကိုလိုက်ရောမပြင်းပဲနဲ့ပြင်းခြင်းတာကိုစွန့်လွတ်လိုက်အဲ့ဒါနည်းနည်းလေးလှုပ်ခြင်းတဲ့စိတ်ကိုလိုက်ရောမယ်အဲ့ဒါမလိုက်ရောနဲ့လိုက်ရောစွန့်ထဒီဘက်တောင်စွန့်လို့ရသေးတယ်ဟိုဘက်လည်းစွန့်ထားလိုက်တော့ပြီးရောပေါ့အေးရောကဲနေဟာမပိုင်တဲ့အဆုပ်မပိုင်တဲ့အထုပ်ဘုံဆိုင်အထုပ်ကြီးကဲပြစ်ချထားလိုက်တော့ပြက်တတ်တဲ့မျိုးဖြစ်တတ်တဲ့မျိုးမမြဲတဲ့အမျိုးမခိုင်မာတဲ့မျိုးမသာရတဲ့ရုပ်ဒါကိုငါ့ကိုလှုပ်ငါမောတဲ့အဲ့တော့ငါပိုင်မဟုတ်တဲ့ဒီဘုံဆိုင်အထုပ်နေပါစေတော့ပြက်တဲ့မျိုးပြက်ပါစေတော့ဖြစ်တဲ့မျိုးသူ့ဘာသူဖြစ်ပါစေတော့ပြက်မဲ့မျိုးပြက်ပါစေတော့ထားလိုက်တော့ဆုံးလိုက်တော့မ
ဘာမှအကျိုးမရှိဘာမှတောင်းတမနေနဲ့တရားပဲအောင်မပြုတရားပဲအောင်ပြုတရားမှတပါကိုးကွယ်ရမရှိဘူးမလားဗုဒ္ဓမေတ္တံအញ្ញဏတ္တိဗုဒ္ဓမှာတပါမေငါအញ្ញံကိုးရတပါးသည်နတ္တိမရှိပါလားဓမ္မောတရားတော်မြတ်သည်သာလျှင်အဲ့ဒါတရဏံကိုးကွယ်အញ្ញံတရားမှတပါကိုးကွယ်ရမရှိပါလားလို့တရားပဲကိုးကွယ်ဖရာပဲကိုးကွယ်တရားဘယ်လိုလဲအနတ္တလို့ရှုလိုက်အတ္တမဟုတ်ပါလားလို့မြင်အောင်ရှုလိုက်ဒုက္ခပါလားလို့မြင်အောင်ရှုလိုက်ဒုက္ခမရှိပါလားလို့မြင်အောင်ရှုလိုက်မြဲတာမရှိပါလားမမြဲတာပဲရှိပါလားလို့ရှုလိုက်ဒီစိတ်ကလေးကိုအလိုမလိုက်နဲ့အလိုလိုက်တာတဏှာပါလားတဏှာကိုတဏှာတိုင်းဆက်ပြီးတိုးပွားနေမယ်မိတောက်တာကိုထေးဆက်ထိုးနေဒီမိမငြိမ်းဘူးရှိရလဲတောင်းတာတယ်နောက်ကလည်းလိုက်တောင်းတာတယ်ရှိရလဲတောင်းတာတယ်နောက်ကလည်းလိုက်ရောတယ်ဆိုရင်ဒီတဏှာမငြိမ်းဘူးရှိကလှုပ်ခြင်းနဲ့နောက်ကဆွန့်လွတ်လိုက်ရှိကပြင်းခြင်းနဲ့နောက်ကဆွန့်လွတ်လိုက်ရှိကနှဲ့ခြင်းနဲ့နောက်ကဆွန့်လွတ်လိုက်အဲ့ဒါမှသာလေဖရာအမွေဖရာသမီးဖြစ်ပြီးတော့တုတ်တိတာပုံမှာနတ်စည်းစိမ်ခံစားမှာပေါ့ဦးဇင်းတို့လည်းနောက်ကနေနတ်စည်းစိမ်ခံစားဖို့လိုက်မှာပဲနောက်ကလူတွေလည်းဟလာရှိရသွားတဲ့လူတွေနောက်ကနတ်စည်းစိမ်ခံစားဖို့လိုက်မှာပဲအပြုံလက်ကြီးသွားလို့မရဘူးတယောက်ချင်းသာသွားကြတာအဲ့တော့နောက်ကျောင်းပြေးဆွဲဝါဒတွေကမမှန်ဘူးဖရာမကြိုက်ဘူးတုတ်တိတာပုံကနတ်စည်းစိမ်ကြီးနော်အဲ့ဒါအလွန်လှပတဲ့စိန်နေရွှေတွေစင်အောင်ရွှေအောင်ဗရမ ्या အောင်တိမ်အောင်အဲ့ဒီလိုအပြင်အယောင်တွေဖြိုးပြပြတောက်နေတဲ့နတ်စည်းစိမ်ကြီးခံစားပြီးတော့နတ်သူတော်ကောင်းကြီးလှုပ်ပြီးတော့အရိမတရဘုရားမှာနတ်ဘဝနဲ့ယဟန္တာဖြစ်သွားအေးရောပေါ့နောက်ကလူတွေလည်းဒီလိုပဲလိုက်ကြရမယ်လေငါမှလားအကုန်လုံးဒီလိုဖြစ်မှာတနေ့လုံးအကုန်လုံးဒီတိုင်းကြီးဖြစ်ကြမှာအဲ့တော့ငါဒီရှိရသွားနေမယ်နောက်ကငါအမျိုးတွေကိုအရှင်ဘုရားအမျိုးတွေကနောက်ကခေါ်ပြီးလိုက်ခဲ့ပါတော့တပည့်တော်တုတ်တိတာဘုံကြီးသွားပြီးနတ်စည်းစိမ်ကြီးကြိုနေခံစားနေမယ်ဒီကဝိပဿနာတရားတွေရှုပြီးတော့မက်ကင်ဖောင်ကြီးစီးပြီးတော့တုတ်တိတာကိုတက်မယ်မက်ကင်မှာတော့တိခံစိတ်ရှည်လိုက်စိတ်ရှည်ထပ်ရှည်အဲ့ဒါဖရာအမွေပဲဖရာခိုင်းတာလို့တဏှာခိုင်းတာတဏှာရအောင်လုပ်မယ်တဏှာလှဲ့ပါဆိုရအောင်နဲ့တဏှာခိုင်းတာလုပ်တာဖရာခိုင်းတာပါလေနဲ့ရင်တဲ့စိတ်ကိုလိုက်ရောရမယ်စားထဆွန့်လိုက်တယ်နှစ်ပြန်တက်လာတယ်လေးပြန်ထဆွန့်တယ်လေးပြန်တက်လာတယ်ရှင်းပြန်ထဆွန့်တယ်အဲ့လိုဆွန့်လိုက်တာဖရာခိုင်းတာအဲ့တော့ဖရာနောက်လိုက်ခြင်းဆွန့်တိခံမေရှုဆွန့်လိုက်တော့ဘယ်ကိုမှအောင်မပြုနဲ့ဘယ်ပုဂ္ဂိုလ်မှအောင်မပြုနဲ့နော်ကိုယ့်ဘာကိုတရားကိုအောင်ပြုကိုတရားကိုအောင်ပြုကိုကိုမှတပါဘယ်သူမှဘာမှစကားပြောလို့လည်းမရတော့ဘူးကိုလည်းသူများနဲ့ဘာမှသွားလို့မရတော့ဘူးမရတဲ့အလုပ်ကြီးရအောင်သွားမလုပ်နေနဲ့တောင်းတမနေနဲ့ပူပင်းနဲ့စင်းရဲတယ်ကြောင်းကြတယ်မဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အလုပ်ကိုနေတော့နှလုံးမသွင်းနဲ့တော့ကိုယ့်ဘာကိုတရားချမ်းသာနဲ့မက်ကင်ပေါင်းကြီးစီးပြီးငိမ့်နဲ့ချမ်းသာပြီးနတ်ပြည်တဲ့ပေါ့မက်ကင်ပေါင်းစီးမက်ကင်ပေါင်းဆိုမက္ခသစ္စာဟာဒီယုတ်ကြီးကအနတ္တပါလားလို့အနိစ္စသဘောနော်မမြဲတဲ့သဘောတွေနှိမ့်ဆက်တဲ့ဒုက္ခသဘောတွေရှုနေတာကအဲ့ဒါသမာတတိအဲ့ဒီမှာဒလဇတ်ရှုနေတာကသမာဝါယမတစ်ဖြောင်းနဲ့နော်လိုက်ရှုနေတာကသမာသမารိစိတ်ကလေးကပေါ်တယ်ပြက်တယ်သူ့ဘာသူဖြစ်တယ်သူ့ဘာသူပြက်တယ်သူ့ဘာသူပေါ်တယ်သူ့ဘာသူပြက်တယ်ပေါ်လိုက်သူ့ဘာသူပြက်လိုက်ကြံစီမဲ့စိတ်ကလေးပေါ်လာတယ်သူ့ဘာသူပေါ်တယ်သူ့ဘာသူပြက်တယ်တွေးတော့မဲ့စိတ်ကလေးပေါ်လာတယ်သူ့ဘာသူဖြစ်တယ်သူ့ဘာသူပြက်တယ်စိတ်ကလေးကသူ့ဘာသူဖြစ်တာကိုဖော်တာမဟုတ်ဘူးကိုယ့်ဟာကိုငါရုပ်ဆိုငါကောင်းအောင်လုပ်ပါလားမရဘူးမရတာငါအလုပ်မဟုတ်ဘူးကဲဒီစိတ်ဆိုလဲငါစိတ်ကဲနှုတ်ရှင်နဲ့ပြင်းရင်နဲ့ရင်နဲ့မာရင်နဲ့ရွှေ့ရင်နဲ့ဆိုတာငါစိတ်ဆိုလို့ရှိရင်ငါဘာမှမတွေးမကြံမဲနဲ့ငါခဏတော့ပိတ်ရထားကြည့်မရတော့သူ့ဘာသူဖြစ်နေသူ့ဘာသူဖြစ်တာသူ့အလုပ်ပေါ့ငါမဟုတ်ဘူးထင်ရှားနေဒီုပ်ကြီးလည်းငါထားခြင်းကျမ်းမကျမ်းစာနဲ့သူများလိုနေခြင်းနဲ့ရလားမရတာအတ္တမဟုတ်ဘူးအနတ္တထင်ရှားနေအနတ္တသဘောထားလိုက်တော့ချမ်းသာတယ်မဟုတ်တဲ့ဈေးတိုင်းထားလိုက်တော့မမြဲတာမမြဲတဲ့တိုင်းပြထားလိုက်တော့မြဲဖို့မျောမနေနဲ့ချမ်းသာဖို့မျောမနေနဲ့ကျမ်းမာဖို့မျောမနေနဲ့မပိုင်တဲ့အထုပ်ဘုံဆိုင်ထုတ်သူများနွားငါးကြောက်နေတဲ့နေစားကသမားတို့နော်ကိုပိုင်မဟုတ်ဘူးသူများနွားတွေကိုငါးကြောက်တာဒီခန္ဓာကြီးကတဏှာဆောက်ထားတာကိုကငါးပြီးတော့သမင်းကျွေးနေရတယ်သမင်းရေချိုးပေးနေရတယ်သိပ်ပေးနေရတယ်ဆေးကုပေးနေရတယ်ငါးကြောက်နေတာကိုပိုင်မဟုတ်တဏှာဆောက်ထားတဲ့ယုတ်ကြီးဘုံဆိုင်ထုတ်ကြီးကိုဆောက်ထားတာမဟုတ်ဘူးကိုပိုင်နွားကြီးထင်မနေနဲ့ကိုပိုင်ယုတ်ကြီးမဟုတ်ဘူးဘုံဆိုင်ထုတ်တဏှာဆောက်ထားတာကိုဆောက်ထားတာမဟုတ်ဘူးကိုဆောက်ထားတာမဟုတ်တော့ကိုဆောက်ထားတဲ့ယုတ်ကြီးသွားမဆွဲနဲ့တန်ရောစင်တွေတွဲမနေနဲ့တွဲနေတာလည်းအထင်မဲကြီးတယ်ဘယ်ကိုနောက်ဘယ်သူမှမပါဘူးကိုတယ်သမျှတန်ရောစင်တွဲပါမယ်ဆိုရင်ဘဝအသိရှင်နန္ဒသားတွေသမီးတွေရွှေတွေမျိုးတွေတန်ရောစင်အကုန်ပါမှာပေါ့ဘာမှမပါဘူးထားခဲ့ရမှတူတွေးမနေနဲ့ဒီတန်ရောစင်ကြောင်းတွေတွေးမနေနဲ့မျောမနေနဲ့အဲ့တော့ဖျားဖက်ပါဖျားကိုကြီးညိုပါဖျားကိုတန်တပါတရားကိုဖက်ပါတရားကိုကြီးညိုပါတရားနဲ့တာရှုပါအဲ့ဒါဆိုရင်တရားသောဘုံချမ်းသာတဲ့ဘုံတုတ်တီတာဘုံအလွန်မှချမ်းသာတဲ့စိန်တွေကတစ်ဖြက်ပြက်ရွှေတွေတစ်ဖြက်ပြက်စိန်တွေဗရမ ्या တွေနီလာတွေဥဒ္ဒဗျာတွေအယောင်ကိုတိန်အောင်ဟနေသလိုဟာတိန်အောင်ကိုနေအောင်ဟနေသလိုစိန်လုံးကြီးကိုနေအောင်ဟနေသလိုတစ်ဖြက်ပြက်တောက်နေတဲ့
တုတ်တီတာနတ်ဘုံကြီးအဲ့ဒီနတ်ဘုံကြီးမှာချမ်းချမ်းသာသာနဲ့အဲ့ဒါနတ်ချမ်းရံနေနဲ့အဲ့ဒီမှာတရားတွေနာမယ်တရားတွေဟောမယ်တရားတွေဆွေးနွေးမယ်အဲ့ဒါမှတပါရှိသွားရမရှိဘူးနောက်ကိုမျောမနေနောက်ကြောင်းဆွဲရနောက်ပဲဆွဲတာပဲဘယ်သူမှမပါလာဘူးမပါလာတဲ့နောက်ကြောင်းဆွဲဝါဒတွေနှလုံးသွင်းနေနဲ့ရှိသွားမယ်ကိုလိုအဲ့ဒါငါ့ဟောတာကြည့်တော့မရွှေတွေမျိုးတွေတရားပြအတ္တဆိုတာမရှိဘူးကြည့်ပြီးတော့နော်ဒီခန္ဓာကိုယ်ကြီးတာကြည့်ပြီးတော့ကျမဟူတာကြည့်ပြီးတော့ကိုထင်သလိုမဟုတ်ပါလားနော်ကိုစိတ်လည်းမဟုတ်ပါလားကိုရုပ်လည်းမဟုတ်ပါလားကိုရုပ်ဆိုကိုကျမ်းမအောင်လုပ်လို့ရမှာပေါ့မဖျားနဲ့မနာလို့ရမှာတရားနာကြဒီယုတ်ကြီးကိုကြည့်ပြီးတော့တရားတွေရှုကြရွှေတွေမျိုးတွေပြောနော်အဲ့ဒါတရားပြနေပြီနော်ငါဟူတာကြည့်ကြပြီးတော့မပိုင်ဘူးအဲ့ဒါကိုထင်သလိုမဟုတ်ဘူးမမြဲဘူးအနစ်မရှိဘူးမခိုင်မာဘူးသူ့သဘောသူဆောင်ပြီးဖောက်ပြန်နေတယ်နော်သူ့ဘောသူအိုလိမ့်နာလိမ့်ယောဂါတွေရလိမ့်ဖောင်းလိမ့်ပေးလိမ့်ဟာလာနေလိမ့်မိလိမ့်အခုလည်းရှူနေတယ်သူ့ဘောရှူလိမ့်ရှိုက်လိမ့်ပူလိမ့်အေးလိမ့်ဖောင်းလိမ့်ပေးလိမ့်ကြက်လိမ့်မောလိမ့်စူးလိမ့်အောင်လိမ့်အဲ့လိုဖြစ်နေတယ်တရားကြီးပြနေပြီကြည့်ရရွှေတွေမျိုးတွေကြည့်ရတော့ငါ့ကိုကြည့်ပြီးတော့တရားနာကြဒီလိုကိုယ်ကဆုံးမမှာတန်ရောစင်းနေနဲ့မကောင်းဘူးသူများလဲဘူးကိုယ်လဲဘူးဘာမှအကျိုးမပေးဘူးတရားနဲ့နေနော်တရားနဲ့ဓာတ်တရားနဲ့ရှုခိုင်းငါ့ကိုကြည့်ငါထင်လို့မရဒီဘက်လည်းမြောက်ကြည့်မရဘူးအတ္တနဲ့ငါ့ကိုလို့ကြည့်ရမရဘူးဟေ့အနတ္တပါလားဩအတ္တဆိုတာမရှိဘူးဟာဒီမှာကြည့်ဟာဒီဘက်ကလက်ကြီးလှုပ်လို့မရဘူးခြေထောက်တွေလှုပ်လို့မရတော့ဘူးဩအဲ့ဒါအနတ္တပဲဟေ့မင်းတို့ငါ့ကိုရှုကြလောကမှာအတ္တကြီးနဲ့မနေကြနဲ့အခုငါလက်ငါမြောက်လို့မရဘူးအနတ္တပဲငါခြေထောက်ငါလှုပ်လို့မရတော့ဘူးအနတ္တပဲအနတ္တထင်ရှားနေတာကိုမင်းတို့တွေညီတို့တွေအတော်တို့အမတို့ညီတို့မောင်တို့အတ္တလို့မထင်ကြနဲ့တော့ဖရာအမွေကိုခံယူပြီးတော့တရားကြီးညာအတ္တလို့မစွဲနဲ့အနတ္တလို့စွဲကိုယုတ်ကြီးကကိုထင်လို့မဟုတ်ဘူးအဲဒီမှာယုတ်ကြီးကနာနေပြီးရက်ဆက်နေပြီးယောဂါတွေထူပြောနေပြီးတွန့်ကျင်နေလွန့်ကျင်အဲ့လိုဖောက်ပြန်နေပြီးပူလေးအေးလေးတင်းလေးထုံးလေးကျင်းလေးဖောင်းလေးပွေလေးပွားလေးစူးလေးအောက်လေးဖြစ်နေပြီးအဲ့ဒါဒုက္ခပေးနေပြီအဲ့ဒါဒုက္ခတုံးကြီးအဲ့ဒီဒုက္ခကြီးမင်းတို့ထင်ရှားအောင်ပြနေတယ်ဟာငါခန္ဓာကိုယ်ကြီးကတရားပြနေပြီငါမင်းတို့တရားပြနေပြီနော်မင်းတို့ဒုက္ခသဘောနဲ့မြင်နေကြဒုက္ခသဘောကိုရှုပြီးဒုက္ခဝိပဿနာနဲ့ရှုပြီးတော့အဲ့ဒါနိဗ္ဗာန်ကူအောင်လုပ်ကြနောက်ပွင့်မဲ့အရိမတိယဘုရားကိုနော်ဖူးဖို့အတွက်အောင်ပြုကြမပိုင်တဲ့တန်ရောစင်တွေတွဲမနေနဲ့နော်ကောင်းကျိုးမပေးတဲ့တန်ရောစင်တွေတွဲမနေနဲ့ငါလိုပဲကြည့်ကြငါအပြင်တန်ရောစင်တွေပြတ်ပြီးတော့နော်သောတာပန်ကြီးဖြစ်ပြီးတော့အနတ္တငါပေါက်ပြီဒုက္ခဝိပဿနာဉာဏ်ကြီးငါရပြီးတော့နော်ဝိပဿနာဉာဏ်ကြီးပေါက်ပြီးတော့မဂ္ဂင်၈ပါးရပြီးငါသောတာပန်ဖြစ်ပြီအနိစ္စမမြဲတဲ့ဝိပဿနာဉာဏ်ကြီးငါမှထင်ရှားနေပြီနော်ငါအခုထင်ရှားနေပြီအနတ္တအတ္တမဟုတ်ဘူးဆိုတာငါထင်ရှားနေပြီဟေ့ငါမြင်နေပြီငါသောတာပန်ဖြစ်နေပြီနော်အနိစ္စမမြဲဘူးရက်ဆက်နေတဲ့ပူလေးအေးလေးတောင်းလေးထုံးလေးကျင်းလေးကဲလေးမောလေးကြက်လေးတားစီးလို့မရပါလားဟာနော်ရက်ဆက်နေပါလားမမြဲပါလားဆိုတာငါမြင်နေပြီငါဒီသောတာပန်ဖြစ်ပြီအထက်မဲ့၃ပါးသာလင်လဲလဲလာရှိတော့တယ်ဘုရားသမီးဖြစ်ပြီဘုရားအမွေဖြစ်ပြီအမွေရပြီအဲ့ဒါဝတ္တဆိုတဲ့ဝဋ္ဌနာဆိုတဲ့တထေးကြီးနော်ဥပဒကတထေးကြီးဟာအခုလိုပဲမထရပဲနဲ့အဲ့ရညောင်စောမှာလဲလျောင်းပြီးတော့အသေးသာသေကန်ကြီးယောဂါတွေခံစားနေရတဲ့အခါမှာမြတ်စွာဘုရားကိုယ်တိုင်ကြွလာပြီးတော့ဟဲ့ဝဋ္ဌတဲ့ဝဋ္ဌနာတဲ့မိခန္ဓာကိုယ်ဟာချမ်းသာသလားဆင်းရဲသလားမှန်လားပါဗျာတဲ့ဆင်းရဲပါတယ်ဗျာချမ်းသာအောင်မင်းလုပ်လို့ရလားတဲ့မရပါဘူးဗျာချမ်းသာအောင်ရှိရလားမရှိပါဘူးဗျာချမ်းသာတာမရှိတာကိုမင်းချမ်းသာတာမရှိပါလားလို့မင်းသဘောပေါက်အောင်ကြည့်လိုက်ပေါ့ကွာတဲ့မှန်လားပါဗျာဘုရားတပည့်တော်သည်ချမ်းသာရလို့မရှိကြောင်းကိုဘုရားတပည့်တော်ပွားပြီးနေပါမယ်ဗျာကဲကောင်းပြီကွာတဲ့ချမ်းသာရမရှိတော့နှိမ့်ဆက်တဲ့သဘောရောမတွေ့ဘူးလားတွေ့ပါတယ်ဗျာဟဲ့မနှိမ့်ဆက်တဲ့ဒီယောဂါတွေမတက်တဲ့လူမင်းတားဆီးလို့ရလားလို့ရှုလိုက်စမ်းတဲ့အဲ့တော့ကြီးကဝဋ္ဌနာတထေးကြီးကရှုပါတယ်ဗျာတဲ့တပေဟာမှတပြီးတော့နာခေါင်းမှာလည်းတက်ကြီးနဲ့ထိုးထားသလိုရင်ထဲမှာလည်းမိစားနဲ့ထိုးထားသလိုအသက်ရှူလမ်းကြောင်းကြီးကလည်းဝါခွမ်းနေနဲ့ပိတ်ထားသလိုယောဂါတွေကတိုးတက်တာနေပါတယ်ဗျာတဲ့တားဆီးလို့မရဘူးမင်းတားဆီးလို့မရတာကိုမင်းလျှောက်တားဆီးနေတယ်တဲ့မရတာကိုမရတဲ့နေထားလိုက်ပါလားကွာတဲ့မင်းအတ္တလို့ဆိုရင်မနေပြီတဲ့တားဆီးလို့မရတော့အနတ္တပါလားလို့မရှုလိုက်မှန်လားပါဗျာတပည့်တော့မတားဆီးတော့ပါဘူးဗျာတားဆီးလို့မရတာကြီးဆက်တားဆီးလေအပေါ်ပဲဗျာအဲ့တော့တပည့်တော့မတားဆီးတော့ပါဘူးစွန့်လိုက်ကဲအဲ့လိုဆိုရင်မင်းဒီစက်ကချမ်းသာတာလည်းမရှိတားဆီးလို့မရအောင်နှိမ့်ဆက်နေတဲ့ဆင်းရဲတာပဲရှိမင်းအစိုးမရတာရှိမင်းအစိုးရလာဟဲ့ဒီလိုကောင်းအောင်ပြန်လုပ်မယ်ဒီယောဂပျောက်စေတယ်ဒီရောင်နေတာကြီးကပြန်ပြီးတော့ကောင်းအောင်ဒီမောနေတာကြီးပြန်ကောင်းအောင်ဒီစူးနေတာကြီးဒီအောင်းနေတာကြီးဟဲ့လား
ဒီနာတွေပေါက်နေတာကြီးကိုမင်းအကောင်းဘက်ကလေးပြန်လုပ်လို့ရလားတဲ့မရဘူးတဲ့မရတာဟိုအတ္တလားအနတ္တလားတဲ့အနတ္တပါဗျာတဲ့အနတ္တကိုမင်းအနတ္တလို့ရှုနေပေါ့ကွာတဲ့အတ္တဆိုရင်မင်းဒိဋ္ဌိဖြစ်သွားလိမ့်မယ်မှန်လားပါဗျာတပည့်တော်အနတ္တဉာဏ်လည်းပေါက်ပါပြီဗျာဒုက္ခဉာဏ်လည်းသဘောပေါက်ပါပြီဗျာဒုက္ခမရှိဒုက္ခလည်းသိပါပြီဗျာနိစ္စမရှိအနိစ္စလည်းတပည့်တော်ပေါက်ပါပြီဗျာအဲ့လိုပြောတဲ့အခါမင်းဒီအနိစ္စဒုက္ခအနတ္တအဲ့ဒါအတ္တလို့စိတ်ကလေးပေါ်လာရင်မင်းပိုင်းခြားရှုလိုက်ပါကွာတဲ့ဒုက္ခကိုဒုက္ခလုံးမဲ့စိတ်ကလေးပေါ်လာရင်လည်းဒီစိတ်ကလေးကလည်းအနတ္တသဘောပါလားလို့မင်းပိုင်းခြားရှုလိုက်ပါလားတဲ့နော်သူဒုက္ခပြင်းနေတာကိုဒုက္ခပြင်းအောင်လုပ်ခဲ့စိတ်ကလေးပေါ်လာရင်လည်းပိုင်းခြားရှုလိုက်အတ္တလို့ဖိုးလုံးချင်လို့ဒီလုံးချင်လို့ဆိုတာမရတာကြီးကိုရအောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးကိုမင်းလိုက်ရောမယ်ဆိုတာခြေသာသိခံလိုက်တဲ့သိခံခြင်းဖြင့်ငါရဲ့အမွေကိုမင်းယူပါတော့ပိုင်းခြားရှုခြင်းဖြင့်ငါအမွေကိုမင်းယူပါတော့အဲ့လိုလေပြောရောဝဋ္ဌနတထေးကြီးကအနိစ္စဒုက္ခအနတ္တအတ္တနဲ့စိတ်ကလေးနဲ့ယုံကြည်လာရင်သိခံလိုက်ယုံကြည်လှဲ့ကြည်လာရင်လက်ရောပြီးနှဲ့ခြင်းပဲစားလက်ရောနှဲ့မဲ့စိတ်ကလေးကိုသိခံလိုက်တော့လှုပ်ချင်လာရင်လှုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်လက်ရောလှုပ်မဲ့စားသိခံလိုက်တော့ရှင်းသားတဲ့အဲ့လှုပ်ချင်တဲ့နှဲ့ချင်တဲ့ဆိုတာအဲ့ဒါတဏှာပေါ့ကွာတဲ့မင်းဟာဒီဒုက္ခပေးနေတဲ့အိုလေးနာလေးသေးလေးနဲ့ခန္ဓာဒုက္ခကြီးကိုဖန်တီးတဲ့ဖန်ဆင်းရှင်တဏှာပဲတဲ့သေချာနားထောင်လေးဦးသိပြောတဲ့တရားသေချာနားထောင်လေးဖန်ဆင်းရှင်တဏှာသမှုရိယပဲတဲ့အဲ့တဏှာဆိုတာသမှုရိယသစ္စာအမှန်ပဲတဲ့ဒီခန္ဓာဒုက္ခကြီးကဒုက္ခအမှန်ပဲကွာတဲ့မင်းတဏှာကိုပိုင်းခြားရှုလိုက်စမ်းတဲ့လှုပ်ချင်တဲ့စိတ်ပေါ်လာတယ်ပိုင်းခြားရှုလိုက်တယ်နှဲ့ကျင်တဲ့စိတ်လေးပေါ်လာတယ်ပိုင်းခြားရှုလိုက်တယ်ဟိုတောင်းတာဒီတောင်းတာစိတ်ကလေးပေါ်လာတယ်ပိုင်းခြားရှုလိုက်တယ်ပိုင်းခြားရှုလိုက်ရင်ပြက်သွားရင်ပိုင်းခြားရှုလိုက်အေးတဏှာအောင်မင်းမြည်လာတယ်မြင်ပါတယ်ဗျာတဲ့တဏှာမင်းလာတယ်မဟုတ်ပါဘူးဗျာတဲ့တဏှာသူ့ဘောက်သူဖြည်ပြီးသူ့ဘောက်သူပြက်ပါတယ်ဗျာတဲ့နော်တဏှာဖြစ်လေဖြစ်တတ်ပါတယ်ပြက်လေပြက်တတ်ပါတယ်ဖြစ်ပြီးရင်ပြက်တယ်ကွာတဲ့ပြက်ပြီးရင်ဘာဖြစ်တတ်လဲမင်းဆက်ရှုသမ်းတဲ့ကဲရှုကြည့်သမ်းလှုပ်ချင်တဲ့စိတ်ကလေးပေါ်လာတဲ့ဖြစ်တယ်ပြက်တယ်ပြင်းကျင်တဲ့စိတ်ကလေးပေါ်လာတဲ့ဖြစ်ပြီးရင်ပြက်တယ်နော်နှဲ့ကျင်တဲ့စိတ်ကလေးပေါ်လာတဲ့ဖြစ်ရင်ပြက်တယ်တဏှာအနတ္တနောက်ဆုံးတော့ရှုရင်ရှုပါများတဲ့အခါရောချုပ်သွားပါပြီဖေရတဲ့ဒီအဲ့ဒါនិရောဓသစ္စာနိဗ္ဗာန်ပဲကွာဟောនិရောဓသစ္စာဆိုတဲ့နိဗ္ဗာန်လည်းမြင်ပြီးလှုပ်ချင်ပြင်းကျင်နှဲ့ကျင်တယ်ဆိုတဲ့တဏှာသမှုရိယလည်းမြင်ပြီးယုတ်ကြီးကကိုယ်လိုမကြိုက်ရဲစက်နေတဲ့ဒုက္ခလည်းမြင်ပြီးအဲ့ဒီတော့ပန်းချရှုနေတဲ့မဂ္ဂသစ္စာလည်းမြင်ပြီးသစ္စာလေးပါးကိုမြင်တဲ့အတွက်ကြောင့်မင်းအပြင်အပယ်လေးပါးလွတ်ပြီးတော့တုတ်တိတာဘုံရောက်တော်မယ်အဲ့ဒီကနေပြီးတော့မင်းဘုံစင်ဆံပြီးတော့နိဗ္ဗာန်ကြီးတက်တော်မယ်ဆိုမြတ်စွာဘုရားပေးတဲ့ကမ္မထံဆက်ရှုပြီးတော့မြတ်စွာဘုရားပြန်တော်ပြီးမကြခင်ပဲဝဋ္ဌနတထေကြီးသေသွားတဲ့ကသေရင်တော့သေကံကြီးမှာတခါလေနတ်ပြည်ကနတ်ပန်းရထားကြီးတွေတုတ်တိတာဘုံကလာပါသည်တာဝရိန်သားကလည်းသူတို့ဘုံလာပါပေါ့တုတ်တိတာဘုံကလည်းသူတို့ဘုံလာပါပေါ့နတ်ပန်းရထားတွေလာကြိုကြတယ်သူတော်ကောင်းတွေဘာဖြစ်လဲဆိုတော့သူတို့ပြည်မှာနတ်တွေစီကားတော့ပျော်ကြတယ်ပေါ့သူတို့ဘုံတွေမှာနတ်တွေစီကားတယ်ဆိုပျော်ကြတယ်အဲ့ဒါကြောင့်သူ့ဘုံမှာပျော်ကြမှာလူတွေများချင်းလို့ကိုယ့်ရောင်ဟာအင်ဂျင်များတယ်ဆိုရင်ပျော်ကြတယ်သူတို့မျိုးကအင်ဂျင်များတယ်ဆိုရင်ပျော်ကြတယ်အခုလေတုတ်တိတာဘုံကြီးကလည်းနတ်တွေများရင်ပျော်ကြတယ်တာဝရိန်သားလည်းနတ်တွေအများကြီးဆိုတို့ပျော်ကြတယ်သူတို့ဘက်ကိုဆွဲတယ်ဆွဲတဲ့အခါကျတော့ဝဋ္ဌနတထေကြီးကငါဟာတဲ့ဘုရားတရားတန်ခါယတနာသုံးပါးကိုစီကကိုးကွယ်နေမကဘဲနဲ့ဒီခန္ဓာရဲ့ဒုက္ခသစ္စာငါပိုင်းခြားသိတယ်ပြီတဲ့အရိယသစ္စာသိပြီတဲ့လှုပ်ခြင်းပြင်းခြင်းနှဲ့ခြင်းတဲ့စိတ်ကိုတဏှာပါလားလို့ငါပိုင်းခြားသိပြီတဲ့ဒီတဏှာလည်းဖြစ်တတ်တယ်ပြစ်တတ်တယ်ချုပ်တတ်တယ်ဆိုတော့និရောဓသစ္စာကိုလည်းငါသိထားပြီတဲ့ငါပုရုဇဉ်မဟုတ်တော့တဲ့အတွက်ကြောင့်နော်သောတာပန်ဖြစ်တဲ့အတွက်ကြောင့်မလို့တာဝရိန်သာတော့ငါမနေဘူးတဲ့တုတ်တိတာဘုံကြီးပဲငါလိုက်တော့မယ်ဆိုတုတ်တိတာပိုင်းထားကြီးပါသွားရောအေးအဲ့တော့မှဗါလဲဖယားအမွေလိုက်ခြင်းသေရမှာအတူတူလူတိုင်းသေကြမှာဘယ်သူမှမနဲ့အကုန်သေကြမှာရှိသွားနောက်ကသေးတယ်ကိုဖြစ်နေတော့ကိုရင်သေတဲ့လူလည်းရှိဘလို့ကအပေါင်းစင်းတဲ့ဒကမဒကာကြီးလည်းသေပြီနော်ကိုနောက်မှာသေတာတွေအများကြီးနောက်ကလည်းသေမှာပဲအတူတူပဲမဆမ်းဘူးအဲ့တော့ကိုကရှေ့ကိုသွားပြီးတုတ်တိတာဘုံကြီးကနေတရားနာပြီးတရားအထုတ်ပြီးသွားနေနောက်ကလူတွေကလိုက်ခဲ့မယ်နော်ဟိုတွေးဒီတွေလျှောက်တွေးတဲ့တန်ရောစင်နဲ့နှိမ့်မဲ့အတွေးတွေတွေးနေမဲ့အစားကဲအတော်တို့တူမတို့ကြည့်ကြအဲ့မှာအနတ္တပါလားဒုက္ခပါလားမင်းတို့မေ့မျောပြီးမနေကြနဲ့တရားတွေကျင့်ကြစီးပွားတွေရှာပြီးမျောမနေကြနဲ့တရားနာကြဒီခန္ဓာအနတ္တသဘောလို့မြင်အောင်ရှုပြီးနေကြဒီတော့ကျမကိုကြည့်အတ္တနဲ့မနိုင်တော့ဘူးအနတ္တကြီးပါလားငါလည်းငါမြောက်လို့မရပါလားလျှောက်လဲကိုလုံးချင်လို့အနတ္တထင်ရှားနေပြီကျမတော့အနတ္တဝိပဿနာဉာဏ်ပေါက်နေပြီနော်အတ္တဆိုတာမရှိတာမှန်ပြီလို့တန်တရားမရှိဒ
ဒုက္ခဆိုတာမရှိဘူးတကုံလုံးရက်ဆက်လိုက်တာအမှန်ပါလားဒုက္ခအမှန်ရှိပါလားလို့ကျမဒုက္ခလက္ခဏာလည်းသိပါပြီနော်အနိစ္စမမြဲတာလည်းသိပါပြီအနိစ္စဒုက္ခအနတ္တကျမမှာတော့ဉာဏ်ကြီးထင်ရှားပြီးတော့ဖះဟောတဲ့တရားမှန်ပြီဖះပွင့်တာလည်းမှန်ပြီဖះလည်းယုံကြည်ခြင်းနဲ့กินပြီတရားပေါ်နဲ့လည်းယုံကြည်ခြင်းနဲ့กินပြီအနိစ္စဒုက္ခအနတ္တဝိပဿနာဉာဏ်နဲ့ပေါက်တဲ့နော်ဝိပဿနာဉာဏ်ပိုင်ရှင်လည်းဖြစ်ပြီသစ္စာလေးပါးလည်းမြင်ပြီဒုက္ခသစ္စာလည်းမြင်ပြီသမုဒယသစ္စာလည်းမြင်ပြီဒုက္ခလည်းမြင်ပြီကဲလှုပ်ချင်နေခြင်းနဲ့ဆိုတဲ့သမုဒယသစ္စာလည်းမှန်တယ်ကဲဒီသမုဒယတဏ္ဍာငါပေါ်တာသူ့ဘာသူပေါ်လာကြည့်တယ်သူ့ဘာသူလှုပ်ချင်တယ်တော်ကြနဲ့ခြင်းနဲ့တော်ကြတောင်းတခြင်းနဲ့တော်ကြကြောင်းကြခြင်းနဲ့တော်ကြလှုပ်ခြင်းနဲ့သူ့ဘာသူဖြစ်နေသူ့ဘာသူဖြစ်နေတာလေသူ့ဘာသူဖြစ်နေပါလားလို့အသာလေးခွာပြီးတော့စောင့်ရှုနေခွာပြီးစောင့်ရှုသူ့ဘာသူဖြစ်လိုက်ပြက်လိုက်တဏ္ဍာအနိစ္စတဏ္ဍာအနတ္တတဏ္ဍာဆိုတာလှုပ်ခြင်းနဲ့စိတ်ကလေးတဏ္ဍာသူ့ဘာသူဖြစ်လာတယ်သူ့ဘာသူပြည့်တယ်သူ့ဘာသူချုပ်တယ်သူ့ဘာသူဖြစ်တယ်သူ့ဘာသူပြည့်တဏ္ဍာနိရောဓဆိုတဲ့နိဗ္ဗာန်ရောက်သွားပြီဆိုရင်လှုပ်ခြင်းတဲ့စိတ်ကလေးချုပ်ဆဲလေးသိထားလှုပ်ခြင်းတဲ့စိတ်ကလေးပေါ်လာတဲ့ဘိုက်ကြရှုလိုက်တဲ့လှုပ်တာမလိုက်ရောတော့သူကပြက်သွားတယ်လှုပ်ခြင်းတဲ့စိတ်ကိုလိုက်ရောရင်စက်ကလှုပ်ခြင်းနေရောမလိုက်ရောမနဲ့စွန့်လို့ပြီးစောက်ရှုတဲ့အခါကျတော့ချုပ်သွားချုပ်တဲ့အတိုင်းလေးသိထားနိရောဓသစ္စာနိဗ္ဗာန်ဒါကြပြင်းနေတဲ့စိတ်လေးပေါ်လာတယ်ဆက်မပြင်းမဲနဲ့လိုက်မရောမဲနဲ့ပြင်းဖို့အာမပိမဲနဲ့စွန့်လို့ပြီးခွာပြီးအသာလေးစောက်ရှုလိုက်ရင်ချုပ်သွားအော်နိရောဓဖြစ်တာအနတ္တပြက်တာအိဋ္ဌာချုပ်တာနိရောဓအဲဒီသုံးချက်ကလေးမှာပါအောင်ရှုရလားဦးဇင်းဆုံးသွားစားအဲ့မှာအနတ္တအိဋ္ဌာဒုက္ခအနတ္တလက္ခဏာသုံးပါးပါအောင်ရှုရလားဒီမှာသူတို့တရားနဲ့ပြဒီမှာတရားကိုကြည့်ဒီမှာကိုကြည့်ကြရှုကြဦးဇင်းတို့အရင်တော့သင်ရိပ်သာကြီးမှာနော်သီလရှင်တစ်ပါးယဟန်တစ်ပါးသိပြီဆိုဝိုင်းရှုကြတယ်အခုလည်းအဲ့မှာကြီးကိုလည်းရှုဝိပဿနာတန်ရောစဉ်နဲ့မျက်နာမျိုးမျက်ရည်ကျတဲ့မျက်နာမျိုးနဲ့ကိုလည်းမပူနဲ့သူများကိုလည်းအပူမပေးနဲ့သူများလည်းတရားနဲ့နေပြီးတော့နော်အပူငြိမ်းပြီးတော့တရားနဲ့နေနေအောင်သူတို့လည်းတရားတွေထင်ရှားအောင်အနတ္တဆိုတာဟဲ့မှာကြည့်ဒီမှာလည်းကျွန်တော်မြောက်လို့မရတော့ဘူးနော်အနတ္တအတ္တဆိုရင်ရအနတ္တဆိုလို့မရတော့ဒီယုတ်ကြီးကိုနှိမ့်ဆက်တာမဟုတ်ဘူးသူ့ဘောသူနှိမ့်ဆက်တာယောဂတိသူ့ဘောသူရတာကိုရအောင်လို့တာမဟုတ်ဘူးဩအနတ္တအိဋ္ဌာလည်းမှန်တယ်ဒုက္ခလည်းမှန်တယ်နော်အနိစ္စမမြဲဘူးသူကဖြစ်လိုက်ပြက်လိုက်ဖောက်လိုက်ပိတ်လိုက်မောလိုက်ကြက်လိုက်ရှူလိုက်ဆိုင်လိုက်မမြဲဘူးဩမမြဲတာလေအဲ့ဒီမှာကြည့်ကျမကိုကြည့်တောင်တရားတာရှုပြီတော့အဲ့တော့တုတ်တိတာဘုံတဲ့နောက်ကလူလည်းလိုက်မှာနော်ဒေါ်ခေမာတို့ဒေါ်ညွန့်တို့အကုန်လုံးလိုက်မှာအဲ့ဒီအကုန်လုံးသိပြီးလိုက်မှာမသိဘဲနဲ့တရားကြီးလိုက်လို့မရဘူးအဲ့တော့ကိုလည်းရှိရဖြောင်းဖြောင်းသွားနိုင်အောင်နောက်လူလည်းဖြောင်းဖြောင်းလိုက်အောင်ကိုကရှိရနော်ရုံးလေးကန်လေးနဲ့မဖွဲမရဖြစ်ခဲ့ရင်နောက်လူတွေဒီမှာသောကမီတောက်ပြီးတော့ကြံနေခဲ့တယ်ကောင်းကျိုးမရှိဘူးအဲ့တော့ကိုယ့်ဘောက်ကိုသူတို့ရှိတယ်ငြိမ်ငြိမ်လေးနဲ့ဝိပဿနာတရားရှုပြီးတော့ဩငါတူမတော့ငါတို့အတော်တော့တရားနဲ့တည်သွားတယ်ဟဲ့တရားနဲ့နေသွားတယ်ဟဲ့ဩတုတ်တိတာဘုံကြီးသွားပြီဟဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ငါတို့လည်းနောက်ကနေတုတ်တိတာဘုံကြီးကိုငါတူမလို့ငါအတော်လို့ဟာလာငါတို့အမလို့လိုက်မယ်ဆိုပြီးအဲ့ဒီလိုဖြစ်အောင်နမူနာပြပြီးတော့အဲ့ဒါတရားနဲ့ရှုနေတော့ဒီလူနာဒီနေရာနေပြီးတော့မထားတော့သူ့ရဲ့ဘဝတသက်တာခြေထောက်တွေလမ်းလျှောက်ခဲ့တယ်မြတ်လမ်းလျှောက်မဲ့ခြေထောက်တွေသေမင်းကဖုံးမတူတော့ယခုလူနာလဲနေတဲ့နေရာဟာလူနာရဲ့နောက်ဆုံးနေရာပါပဲသူ့ရဲ့လက်တွေရတယ်သူ့ကိုလှုပ်ချင်တိုင်းလှုပ်လို့မရအောင်သေမင်းကဖုံးမတူတော့ဘူးခြေထောက်ကိုလည်းသွားခြင်းရသွားဖို့လမ်းခြင်းလမ်းဖို့ဆိုတော့သေမင်းကဖုံးမတူတော့ဒုက္ခနာကိုကြီးကိုသူအရင်ထင်သလိုသေလိုဟာသေလို့မရတော့ဘူးအရင်တော့ကတော့အတ္တအနေနဲ့ငါအနေနဲ့ငါသဘောငါခန္ဓာငါလည်းငါချီငါသွားလို့ကသွားမယ်နှမ်းလို့ကနှမ်းမယ်လှုပ်လက်နဲ့လှုပ်ကြွားလှုပ်လို့ချောင်းနဲ့သွားလို့ကသွားမယ်ဆိုတဲ့အတ္တတွေလွှမ်းမိုးပြီးစီးပြီးတော့သားအတွက်သမီးအတွက်အလုံးအတွက်အဲ့ဒီအတွက်တွေပဲရှိတန်းတင်ပြီးတော့လက်တွေခြေထောက်တွေကိုသူအသုံးချခဲ့တာအခုတော့သူ့အတွက်တောင်းမှသူလှုပ်ရှားလို့မရတော့တဲ့ဘဝရောက်သွားပြီမျက်လုံးတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီလူနာဟာအာကိုမဲ့နေတဲ့မျက်လုံးမျိုးနဲ့ကြည့်နေတာဒီနေ့ကတော့ပြင်ကသိရတော့မယ်လောကကြီးနဲ့ခွဲရတော့မယ်လောကကြီးကငါဘလို့မှပေါင်းစပ်ပြီးတော့နေလို့မရတော့ဘူးနောက်နေ့ဆိုတာငါပဲမရှိတော့ဘူးလို့သိပြီးတော့ငါ့ကိုပြန်ဘလို့ကယ်နိုင်မှမလဲဘလို့ပုဂ္ဂိုလ်မျိုးများငါ့ကို
ကိုကြီးနိုင်မှမလဲအာကိုရှာနေပြီးတော့ကြည့်တဲ့မျက်လုံးနဲ့အာကိုလို့မရတော့ပါလားလို့ကြည့်နေတဲ့မျက်လုံးမျိုးလူနာကြည့်အဲ့ဒါကြောင့်မလို့ယောဂီတို့ကဒီလူနာကိုအကြောင်းခံပြီးတော့ကိုယ်လက်မကြတော့သင်မင်းရမတတ်သေးတော့ငါဒီဟုသောမာနနဲ့အတ္တဒီဟုသောဒိဋ္ဌိနဲ့ရှေ့တန်းတင်ပြီးတော့ဓမ္မဆိုတဲ့တရားကိုကြောပေးပြီးတော့အာဓမ္မဆိုတဲ့ကာမ၏အာယုံကိုမျက်လုံးတွေကကြည့်ပဲနားတွေနဲ့နားထောင်မယ်လက်တွေနဲ့ပြုလုပ်မယ်ခန္ဓာကိုယ်ကြီးစေလူဟာစီမယ်ပြည်တွင်းမကနိုင်ငံသားထီအောင်သွားမယ်အဲဒီလိုအဖြစ်အတ္တမာနဒိဋ္ဌိမာနတွေနဲ့လောကီအာယုံကာမဂုဏ်တွေကိုရှေ့တန်းတင်လာခဲ့တနေ့ဒီလိုပဲကြောချပါလိမ့်မယ်အခုသူလက်ထဲမှာဘာမှမရှိတော့ပါဘူးလူနာရဲ့လက်ထဲမှာသူရှာဖွေထားတဲ့သူပိုင်ပစ္စည်းဆိုတာသူ့လက်ထဲမှာမရှိတော့ပါဘူးသူခန္ဓာကိုယ်မှာသူပိုင်တဲ့ပစ္စည်းဆိုတာဘာမှပြစရာမရှိတော့ဘူးသူအိမ်ကြီးကိုကျေပါတယ်ဆိုပြီးတော့လည်းမလျှောက်နိုင်သူ့ခြံထဲလည်းမသွားနိုင်တော့ဘူးအဲ့ဒါကြောင့်မို့လို့ယောဂီတို့ဟာတနေ့သေမင်းတတ်မဲ့အလက်ကြလာတဲ့အခါမှာသေမင်းဟာမိမိကိုခွင့်မပြုတော့တဲ့အချိန်ကြာမှာနောင်တရသွားမယ်ဆိုလို့ရှိရင်နော်နောက်ကျသွားလိမ့်မယ်နောင်တဆိုတဲ့ဝေါဟာရပညာကလူတွေသုံးတာလေလို့မေးလို့ရှိရင်လူမိုက်ပညာမဲ့လူပြင်းတို့သုံးတဲ့ဝေါဟာရခေါ်တယ်ငါတော့နောင်တရပါပြီအခုလူနာဟာဦးစင်းရဲ့အမခေါ်တယ်ဦးစင်းရဲ့အမအရင်တော့ဦးစင်းနဲ့သာသနာပြုခဲ့တယ်သာသနာပြုတဲ့နေရာမှာဝေယဝိဇ္ဇတွေနဲ့လည်းပြုလုပ်ခဲ့တယ်ဧည့်သည်တွေကိုလည်းဆောက်ရှောက်ခဲ့တယ်တရားလည်းဝိုင်းပြခဲ့အဲဒီကနေပြီးတော့ဦးသားတွေသမီးတွေအိမ်အောင်တွေကြပြီးတော့သားအတွက်သမီးအတွက်ညီအတွက်နဲ့လိုက်လာခဲ့ရတယ်အခုနောက်ဆုံးဒီအတွက်တော့အမကြီးအမိရာဆိုပြီးကြောင်းခေါ်ပြီးတော့ယာယီတဲလေးဆောက်ပြီးတော့သီးသန့်ထားပြီးတော့တရားနဲ့ပြင်နေအခုကြတော့မှမောင်နဲ့တရားပြခြင်းပါသေးတယ်သာသနာ့ပြုခြင်းပါသေးတယ်တရားပြတဲ့နောက်လိုက်ခြင်းပါသေးတယ်ဆိုတဲ့စကားတွေထွက်လာခဲ့ပါလေအကယ်၍ဒါဒုပုဂ္ဂိုလ်ဟာရှေးရောက်တဲ့လက်တွေကိုယ်တွေကောင်းကျမ်းမာရေးတွေကောင်းနေမယ်ဆိုဒီစကားပြောမှာမဟုတ်သေးဘူးသမီးကအရေးကြီးလို့သားအရေးကြီးလို့မိကအရေးကြီးလို့ဆိုတဲ့အဲ့ဒီအရေးကြီးတဲ့စကားတွေပဲပြောမှာပါအခုတော့သူ့ပါးစပ်ကဘာမှမပြောနိုင်တော့ပါဘူးသူ့ရဲ့နားကလည်းဦးသိန်းရဲ့ညွှန်ကြားနေတဲ့ဓမ္မဝါဒနားထောင်ရပြီမယ်သူ့ရဲ့စိတ်ထဲမှာတော့ပံကာလို့ဗျာများနေဟုတ်ဗျံပရာဖြစ်နေတယ်ဒါတရားကျင့်တဲ့ယောဂီတယောက်ပါပဲတကယ်သိရတော့မယ်လို့ကိုယ့်ကိုသိလာတဲ့အခါကျတော့အားငယ်ပြီးတော့အာဟုမဲ့သွားတယ်အဲ့ဒီအချိန်မှာအားငယ်တဲ့စိတ်ကြီးနဲ့တော့ခိုးကိုရမယ်စောက်တရားမဲ့ပြီးတော့စိတ်ကလေးကဗျံပရာဖြစ်ပြီးတော့အဲ့လိုများတနေ့မိမိတို့မကြုံရဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူးသေချာပေါက်ကြုံရမှာမိမိတို့ခန္ဓာကိုယ်ကြီးကသေမင်းအလှဲ့မကြသေးတော့မတတ်သေးတော့စီလူရတော့ဓမ္မကိုကြောပြီးပြီးတော့တရားထိုင်ရတဲ့အလုပ်ကဝန်လေးတယ်တရားထိုင်ရတာကျင်းတယ်တရားသွားထိုင်ဖို့အချိန်မရဘူးတရားကြာထိုင်ရတာပြင်းတယ်တရားထိုင်ရတာကြမ်းတယ်တရားထိုင်တာအချိန်ပြုံးတဲ့အလုပ်ကြီးလိုပဲအများကထင်ရတယ်အဲ့ဒါကြောင့်မလို့တရားထိုင်ထားဖို့ဆိုတာကတရားကျင့်ထားတယ်ဆိုတာမသိခင်ကြိုရင်ပြင်ဆင်တဲ့အလုပ်နောက်မှလူမိုက်နောင်တနောင်မှရတဲ့အလုပ်မျိုးဟာမကောင်းပါဘူးဘလောက်ပဲနောင်တရလို့ဘလောက်ပဲကဲပါယူပါဘယ်လိုပဲပြောငွေကြီးဘလောက်ချမ်းသာလို့ဘယ်နိုင်ငံကိုပဲသွားပြီးဆေးကူသေမင်းကတော့တတ်မှာပဲသေမင်းတတ်ပြီဆိုတဲ့အခါကျတော့ခုလိုမြင်ရတဲ့အတိုင်းပဲမချိမဆန့်ခန္ဓာကိုယ်တစ်ခုလုံးအချစရာနေရာမရှိရအောင်ရက်စက်အယိုးကိစ္စနဲ့အယိုးတစ်လျှောက်ခန္ဓာကိုယ်ရှိတဲ့အယိုးတွေကောင်းယူအစရင်တွင်းမှာပါမချိမဆန့်သေမင်းဟာအချစရာကိုအလွတ်မရှိတဲ့နေအောင်အားဝင်နာဝင်မပေးအောင်ရက်စက်နေသေမင်းတတ်ပြီဆိုတဲ့အချိန်ကျတော့သေမင်းကမညာပါဘူးမိမိကတော့မသေးခင်ညာလဲရတာနော်အဲ့လိုရေချိုးအဲ့တော့ရတောင်ခပ်ပြီးအရာကုန်လေးနဲ့ဘုသောရေချိုးပေးလိုက်ဝိစားလေးပေးလိုက်တုတ်သိရှင်းပေးလိုက်ကျွေးပေးလိုက်ယူပေးလိုက်ကောက်ပေးလိုက်အပန်းဖြေလိုက်နားနေလိုက်ပျော်လိုက်ပါလိုက်
အဲ့ဒီလိုလုံနေတဲ့အလောက်ကသေမင်းကိုမယူသွဆိုင်တဲ့ပုံစံမျိုးဒီအဲ့ဒါကြောင့်မလို့အခုလိုမြင်ရတဲ့အတိုင်းသေမင်းတတ်ပြီဆိုတော့နော်အသက်တစ်ချက်မလဲရှိသွားတော့မယ်နော်အသက်တစ်ရှူတစ်ချက်ကိုမလဲကျူးသားရှိသွားတော့နော်သူဒီမစွမ်းနိုင်တော့ပါဘူးလို့ပါဇက်ကမပြောပေမဲ့စိတ်ကပြောနေပါတယ်နော်သူ့ပါဇက်တွေဘာမှမပြောနိုင်တော့ပါဘူးသူပြောချင်နေပါလေသူပြောချင်တဲ့သူရဲ့ဝင်းထဲမှာသူပြောချင်တဲ့စကားတွေအများကြီးရှိပါတယ်သူမျက်နှာကိုကြည့်ခြင်းအဖြစ်သူပြောချင်တာပြောမဲ့စကားတွေကိုပြောဖို့အတွက်သေမင်းကပါဇက်ပိတ်ထားတယ်သူရွှေ့ချင်တယ်နဲ့ချင်တယ်လှုပ်ချင်တယ်ဆိုပေမဲ့အလုတ်ကိုသေမင်းကငြိမ်းထားပြီးတယ်သိမ်းထားပြီးတယ်ကျန်တဲ့လက်တစ်ဖက်ကိုလည်းမလုံနိုင်ဘူးလို့သေမင်းကငြိမ်းထားပြီးမကြခင်သူ့ရဲ့မျက်စိနဲ့သူ့ရဲ့နားပါသေမင်းကပိတ်လိုက်ပါလိမ့်မယ်ဒီအဲ့ဒါကြောင့်မလို့တို့ယောဂီတွေဟာလောကမှာအလက်မကြသေးလို့အချိန်မကြသေးလို့သေမင်းမတတ်သေးတဲ့အချိန်မှာအခုလိုရဲရဲဆက်ဆက်မညာမတာလို့ကိုရတာညာတာသေမင်းတတ်တယ်ဆိုတာဘယ်ဟာလဲဆိုတော့ယောဂီတို့ထိုင်နာနေတဲ့ခန္ဓာကိုယ်ကြီးပါပဲအခုမြင်တွေ့ရတဲ့လူနာဟာအယုကိစ္စဆိုတာကစိတ်မှဖြစ်တာမဟုတ်ပါဘူးအယုအသားမှဖြစ်တာအယုတွေမှဖြစ်တာယုတ်တရားတွေမှဖြစ်တာဒီယုတ်တရားကြီးမှာ96မျိုးသောနှိမ့်ဆက်တဲ့နီးနဲ့သေမင်းကတတ်ပါတယ်ဒါသေမင်းဆိုတာဘယ်လိုလဲလို့မြင်အဲ့ဒီယုတ်တရားကြီးပါပဲကင်ဆာယောဂါဆိုတာယုတ်မှဖြစ်တော့ဒီကင်ဆာကြောင့်သေတယ်ဆိုတာကယုတ်တတ်လို့သေတာပါမိမိတို့အလှဆင်နေတဲ့ခန္ဓာကိုယ်ကြီးကတတ်မယ်မိမိတို့ကျွေးပေးနေတဲ့ခန္ဓာကိုယ်ကြီးကတတ်မယ်မိမိတို့သိပ်ပေးနေရတဲ့ခန္ဓာကိုယ်ကြီးကတတ်မယ်မိမိတို့ကိုနေ့စဉ်နဲ့အမျှရက်ဆက်နေတာကိုဘယ်လိုမှသတိမထားရပါဘူးဘာဖြစ်လို့လဲဆိုတော့ပြုပြင်ပေးလို့ရနေသေးတဲ့အခါကျတော့ပြုပြင်ပေးနေရတာကိုအရှုံးပေးနေရတာကိုမသိပါဘူးတကယ်တမ်းကျတော့သေမင်းဟာအမြဲတမ်းတတ်နေမိမိတို့ကျမ်းမာရေးကောင်းပါတယ်ဆိုတဲ့လူကလည်းညီညီမမနေနိုင်တာကြောင့်ဟိုဘက်လဲဒီဘက်လဲဒီကြားထဲမှာယောဂအမျိုးမျိုးရလိုက်ဆရာအောင်ဈေးကူးလိုက်ငါတို့မှငွေရှိတယ်ချမ်းသာတယ်သားတွေသမီးတွေအင်အားတွေရှိတယ်နိုင်ငံခြားသွားနိုင်တယ်ဆိုတဲ့မာမာနတွေရှိတန်းပြင်ထားလိုက်ပြီးတော့မေ့ပြောနေကြတယ်တနေ့နောက်ဆုံးဒီယုတ်တရားဆိုတဲ့ဒီခန္ဓာသေမင်းကြီးကသူ့ကိုတစ်သက်လုံးညာပြီးအလျှော့ပြီးအရှုံးပေးခဲ့သည်မြတ်အလိုလိုက်အကြိုက်ပေးခဲ့သည်မြတ်နောက်ဆုံးတော့ဒီခန္ဓာဆိုတဲ့သေမင်းကြီးကတတ်ပါလိမ့်မယ်တတ်တယ်ဆိုတာယောဂီတို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲချမ်းချမ်းသာသာဘာမှရှိမှလို့လေစောက်တရားမရအောင်ဗျာများပြီးတော့ပြားပန်းခတ်နေအောင်စိတ်ကလေးဗျံပါရာဖြစ်အောင်စိတ်ကလေးရုပ်မှတီးလို့မရအောင်တီးစရာမရှိအောင်သေမင်းကလက်မခံပဲတတ်နေပါပြီအဲ့ဒါကြောင့်မလို့လောကတစ်ခုရဲ့ဘဝတစ်ခုခန္ဓာရဲ့လို့လူရဲ့လို့ရလာတာသာသနာနဲ့ကြုံလာတဲ့အချိန်မှာအဓိကဘုရားတွေဘာရင်ဆိုင်ရမလဲဆိုလို့ရှိရင်အခုခန္ဓာကြီးတတ်နေတဲ့ရုပ်တရားဆိုတဲ့ပြင်းထန်နှိမ့်ဆက်တဲ့သေအောင်တတ်မဲ့သေမင်းနဲ့တူတဲ့96မျိုးသောကာယကဒုက္ခဝေဒနာနဲ့ရင်ဆိုင်ရလိမ့်မယ်အဲ့ဒီဝေဒနာရင်ဆိုင်လာပြီဆိုလို့ရှိရင်မိမိရဲ့ချမ်းသာတဲ့စိတ်နဲ့ကြွေကြောက်တံပရမများတွေတန်ဖိုးမြောက်များစွာချမ်းသာလို့ချမ်းသာရအစစ်ပါဆိုလို့ရှိရင်အကယ်၍အခုမြင်တွေ့နေရတဲ့လူနာဟာစိတ်ရှင်ကိုကြောက်တံပရမများတွေတင်းတောင်းတဲ့ခြင်းရလောက်အောင်ချမ်းသာပါတယ်ဆိုလို့ရှိရင်ထိုချမ်းသာတယ်ဆိုတဲ့စိတ်ရှင်ကိုယနာတွေကိုသူ့ပါးစပ်ထဲကိုမျိုးချရတယ်လို့လေချမ်းသာရမပြီးတော့ပါဘူးအဲ့ဒါကြောင့်မလို့မိမိတို့တရားရှာတယ်ဆိုတာသေတဲ့အခါမှာသေမင်းတပ်ကွင်းမှလွတ်ဖို့အတွက်သေမင်းရဲ့တတ်ခြင်းစင်းရဲမှလွတ်ဖို့အတွက်ချမ်းသာရာကိုရှာတာကိုတရားရှာလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အချောင်နေတဲ့ဝါဒဆိုတာသေမင်းရဲ့စက်အတခံရဖို့အချိန်သုံးနေရတယ်ဒီလိုပါပဲသားနဲ့သမီးနဲ့ရွှေနဲ့မျိုးနဲ့ပါဝါနဲ့ဂုံနဲ့အလုံးနဲ့အဲ့လိုပြောနေကြတာတော့တကိုးကြီးနာမည်ကြီးဘုံကြီးကိုအဲ့ဒီလုံးနေကြပြီးတော့တရားမကျင့်မဲနဲ့နေကြတယ်ဆိုတာသေမင်းတတ်ချင်တိုင်းအခုလိုတတ်နေရအောင်ဖန်တီးနေရတယ်ဒီလိုပါပဲအကြောင်းမလို့ဒါယောဂီတို့ဒီဘယ်လိုပဲဖြစ်ဖြစ်ခန္ဓာရလာရင်သေရတော့မယ်သေရတဲ့အခါမှာအခုလိုမျက်နှာပန်းမလှပဲနဲ့မသေးရပဲနဲ့မျက်နှာပန်းလှ
သေရဖို့လိုတယ်ဉာဏ်ပန်းလာသေတယ်ဆိုတာကာယသင်္ခါရစိတ်သင်္ခါရဝစီသင်္ခါရဆိုတဲ့ပါးစပ်ရဲ့မပြောဆိုတော့ဘူးမျက်လုံးကလည်းမကြည့်တော့ဘူးခန္ဓာကိုယ်ကြီးကလည်းမလှုပ်ရှားတော့ဘူးမလှုပ်ရှားတော့ဘူးဆိုတာဘာလို့မလှုပ်ရှားလဲလှုပ်ရှားလို့တဲ့ပြုပြင်တဲ့သင်္ခါရတရားတွေကိုမသိခင်တည်းကစွန့်လွတ်ထားပြီးသားဖြစ်နေတယ်နိရောဓသစ္စာကိစ္စညာဆိုတာစွန့်လွတ်တာတဏှာဆိုတာအခုမြင်တွေ့နေရတဲ့လူနာကိုကြည့်လိုက်လူကျင်နဲ့လှုပ်ကျင်နဲ့နှဲ့ကျင်နဲ့ကောင်းကျင်နဲ့ကောင်းမလားလို့အားရငွေကျင်နဲ့ကဲဦးမလားလို့ပြုလုပ်ခြင်းသေးတယ်အဲ့ဒီလိုပြုလုပ်ခြင်းတာတောင်းတတဏှာပဲအဲ့ဒီတဏှာငါလည်းသွားပေါင်းတော့ဒိဋ္ဌိနဲ့တဏှာတွဲပြီးတော့အခုမွေးနေပြီအဲ့ဒီဒိဋ္ဌိနဲ့တဏှာသည်မိမိတို့အတွက်နောက်ဆုံးရင်ဆိုင်ရမယ့်ဉာဏ်လိုပဲတဏှာငါနဲ့နေကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီငါဒီနေ့နှိမ့်ဆက်ပါလိမ့်မယ်လိုရဖို့မလောက်ရရင်မနေနိုင်ဘူးလိုချင်ရပဲလုပ်လို့တော့မယ်လှုပ်ချင်ရပဲလှုပ်ချင်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဒီနေ့အခုလူနာဘူးမြင်ရတဲ့အတိုင်းလှုပ်ချင်ရလို့မရတော့ပါဘူးတဏှာအရှုံးပေးသွားပါပြီခန္ဓာကတတ်ပါပြီငါအရှုံးပေးသွားပါပြီခန္ဓာကတတ်ပါပြီအဲ့ဒီချိန်ကျမှနောင်တရမယ်ဆိုလို့ရှိရင်တဖန်ပြန်ပြီးတော့ပြုပြင်လို့မရတော့ပါဘူးဒါကြောင့်မို့တရားကျင့်နေဆိုတာအချောင်နေတာမဟုတ်ပါဘူးပြင်းထန်တဲ့ကာယကဒုက္ခဝေဒနာမှပြုပြင်လို့တဲ့လောဘတိမခံနိုင်တဲ့ဒေါသပြုပြင်နေတဲ့လောဘဒီအဘိဇ္ဇာတိမခံနိုင်တဲ့ဒေါသရဲ့နောက်မှာဖြစ်လာတာဒေါမနတအဘိဇ္ဇာနဲ့ဒေါမနတကိုမှမသိခင်မှာချုပ်ငင်းအောင်ကြော်လွှားနိုင်အောင်မကျင့်ထားသေးဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်မသိခင်ချမ်းသာခြင်းတကူကြီးခြင်းအာနာကြီးခြင်းနာမည်ကြီးခြင်းဟာအလကားပါပဲဘာမှသုံးမရတော့ဘူးဒါကြောင့်မလို့ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေစိတ်အလိုကိုလိုက်ရောတဲ့လောဘအဘိဇ္ဇာနဲ့လိုရမရလို့ရှိရင်တဏှုံဖြစ်တဲ့ဒေါမနတဒီစိတ်နဲ့စိတ်ကိုသီလအပြင်ထိမ့်သိမ့်နိုင်မှုရဲ့နံပါတ်1လို့တဲ့ဒါအိန္ဒြိယသံဝရသီလအဲ့ဒါဒီဥစ္စာပါပဲအဲ့ဒါဒီမိမိအတွက်သေတဲ့အခါမှာမိကောင်းဆွေကောင်းသိပြီးတဲ့အခါလည်းမိကောင်းဆွေကောင်းဖြစ်တယ်အဲ့ဒီလိုထိမ့်သိမ့်နိုင်တဲ့အိန္ဒြိယသံဝရသီလအဘိဇ္ဇာနဲ့ဒေါမနတကိုမှသေကံဒီမသေခင်ကကျူရင်ပြင်ဆင်ထိမ့်သိမ့်နိုင်မှုခိုင်ခိုင်မာမာလုံးလုံးကြုံမထိမ့်သိမ့်နိုင်တာမထိမ့်သိမ့်နိုင်ဘူးဆိုရင်ထိုပုဂ္ဂိုလ်ဒီအခုလိုဗျံပရာဖြစ်ပြီးရလိမ့်မယ်နော်ဒါကြောင့်မလို့ဗျံပရာဖြစ်နေတယ်ဆိုတာကမသိခင်မြင်တွေ့နေရတာပါသေသွားပြီးတဲ့အခါမှာဒီပုဂ္ဂိုလ်ရဲ့သုတိစိတ်နောင်ဘဝမှာနော်ဗျံပရာဆိုတာပြောလို့မရတော့ပါဘူးအဲ့ဒါကြောင့်မလို့သောက်တရားမြဖြစ်နေတဲ့ဒီစိတ်ကလေးကိုနော်မသိခင်မှာလွတ်လွတ်လပ်လပ်နဲ့စိတ်အလိုတိုင်းလိုက်ရောနေမယ်ဆိုရင်ဒီကံဒီအခုလိုအချိန်လဲကြအောင်ခန္ဓာကခွင့်မပြုတော့အဲ့ဒီကြတော့လူကျင်ရမှမလုံးဝရင်မနေနိုင်ဘူးငါသဘောမှငါမသွားရင်မနေနိုင်ဘူးဆိုတဲ့အဲ့ဒီပုံကိုယ်တွေဟာအကျဉ်းကျဖြစ်ပြီးတော့တရားပါလိမ့်မယ်ဒါကြောင့်မို့လို့ယောဂီတို့ဒီမသိခင်တည်းကအနှိမ်ကုန်းဖြစ်တဲ့အဘိဇ္ဇာနဲ့ဒေါမနတကိုမြတ်စွာဘုရားပဲနော်တရင်္ဂဝိက္ခမနာအဖြစ်လုံခြုံအောင်ထိသိနိုင်ပြီလို့ရှိရင်ပရမတ်ဆိုတဲ့ဝိပဿနာတရားတွေရှုရမယ်ဝိပဿနာတရားရှုတဲ့ဆိုတာတော်မှအဘိဇ္ဇာနဲ့ဒေါမနတကိုတရင်္ဂဝိက္ခမနာအဖြစ်ပယ်ခွာပြီးတော့မှဥပိ္ပခာလောဘသည်ဒုက္ခဝေဒနာဒေါသသည်ဒုက္ခဝေဒနာတတိလွတ်နေတာမောဟဝေဒနာတတိရှိပြီဆိုရင်ခုနအဘိဇ္ဇာနဲ့ဒေါမနတကိုပယ်ခွာပြီးတော့တတိခိုင်နေရင်မောဟပါလွတ်ရင်လောဘဒေါသမောဟမှာလွတ်တဲ့သီလမျိုးသမာဓိမျိုးတည်ဆောက်နိုင်ပြီဆိုရင်နော်အနေစုပ်ပြီပဲဖြေထုတ်တဲ့မြတ်ဘဝအဲ့ဒီလိုမှမဟုတ်ဘဲနဲ့မတည်ဆောက်နိုင်ဘူးဆိုလို့ရှိရင်ဘလောက်ပဲဘုံကြီးတကိုးကြီးနာမည်ကြီးဤရင်းမကဤပပါဘလောက်ပဲသွားပြီးအလုံးလုံးချမ်းသာသိပန်းမလားတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလိမ့်မယ်ဒါကြောင့်မို့ယောဂီပေါင်းသူတော်ကောင်းတို့လူမိုက်နောင်မမရကြအောင်တရားကျင့်တဲ့အခါမှာဒီနေ့ဒီတတ်မဲ့ဒီခန္ဓာကြီးရက်ဆက်တဲ့ဒုက္ခဝေဒနာမှာဒေါမနတကိုချုပ်တီးနိုင်ဖို့သက်သာအောင်လုပ်ချင်တဲ့ဆိုတဲ့လောဘမှာထိမ့်သိမ့်နိုင်ဖို့ဆိုတဲ့အနေဆုံးသီလတော်မှာသီလကိုကြည့်ရအောင်မဖြစ်မနေကျင့်ရမယ်အခုသိမင်းနဲ့တိုက်ပွဲလွှဲနေပြီသိမင်းကအနိုင်ယူနေပါပြီဒီမိရှုံးနေပါပြီအဲ့ဒါကြောင့်သိမင်းကိုအနိုင်ယူနိုင်အောင်တရားကျင့်နိုင်ကြပါစေ
ရာကောင်းတဲ့တွေ့ကြပါသည်မိမိကိုမိမိသိဗန်းလာဖို့အတွက်ဒုက္ခဝေဒနာမှကြော်လွှားနိုင်ကြပါသည်လို့ဦးဇင်းဆုတောင်းမေတ္တာပို့လိုက်ပါလေThank you.
ကိုလည်းစီဒီယုတ်တရားကြီးကိုရာပိုင်လို့ကိုဆောက်ခဲ့ကိုရင်ကိုဆောက်တယ်ပြက်တယ်ကိုအောင်ကြည့်လို့ကောင်းတယ်ကိုရင်ကိုဆောက်ခဲ့ဒီယုတ်တရားကြီးကိုဆောက်ခဲ့တာမဟုတ်အဲ့ဒါကိုညံနေတယ်ကောင်းနေမှာတဲ့ကိုလုပ်ခဲ့တာပါလို့ကိုလုပ်ထားတာမပါတဲ့ကိုလုပ်ထားတာမဟုတ်တော့ကိုလုပ်ချင်လို့မရပါဘူးမရတာကိုရမယ်လို့တောင်းတနေတာကျိုးလည်းမရှိဘူး